2009 နှစ်ဒီဇင်ဘာ20 ရက်နေ့စင်ကာပူနိုင်ငံတတိယဌာန Meditation Center ကျောင်း၌ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်ခန္ဓာဝယ်ဟောကြားအပ်သောမေတ္တာသုတ်အနှစ်ချုပ်တရားဒေသနာတော်ရှင်ဘုရားရှင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုပါသိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုစတင်ကြရအောင်ယောကပံကောတိဟိပိယပမေယံကာလံကရွန်တောတိတုတ္တရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်တင်ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာဏီဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေ50အစုအလုံးခဲရင်သောမူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝဒါနကျိန်ခံများစွာရောက်တော်မူကြရရှံလေပြီမဟာကရုဏီကတတတဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာတဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းသာဓုသာဓုသာဓုမေတ္တာတုတ်အနှစ်ချုပ်ပေကြီး7တုတ်ထဲမှာမေတ္တာတုတ်ဆိုတာအားလုံးဘုရားဘာသာဝင်မြန်မာလူမျိုးတွေအားလုံးလောက်နီးနီးရှားရှိပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်နေကြတာရှိတယ်။သို့သောမေတ္တာတုတ်ရဲ့အကြောင်းကိုထိုရွတ်နေတဲ့ပုဂ္ဂိုလ်တိုင်းသိချင်မှသိမှာပေါ့အသေးစိတ်။ဒါကြောင့်မို့တခြားတရားကိုမဟောဘဲနဲ့မေတ္တာတုတ်အနှစ်ချုပ်လူတွေနဲ့ယဉ်ကျေးပြီးသားဖြစ်တဲ့ပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်တဲ့ပြီးတော့အနေနဲ့ကင်းအောင်ဆောင်ရွက်နေကြတဲ့ပေကြီးတဲ့မှာပါတယ်ဒီမေတ္တာတုတ်ကိုအနှစ်ချုပ်ပြီးတော့ဟောရရင်ကောင်းပါပဲလို့ဆိုပြီးတော့ဒီတရားကိုရေးလိုက်တာပါမေတ္တာတုတ်မှာယတ္တနုဘာဝတောယက္ခနေဝတ္တတေတိပိဒနာယမိစေဝတိဥဇ္ဇတောရတေတိဝမတ္တတိတောသုခသုတိတုတ်တော်သပါပံကေစီနပတ္တိဧဝပါတိခုလူပေတံပရိတံတမ္မနာမဟေဆိုတဲ့စကားကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်ပါဘူး။နောက်ပိုင်းကျတော့မှဒီမေတ္တာတုတ်ကိုရွတ်မယ်လို့ဆိုတဲ့အခါမှာရွတ်ဖတ်တဲ့ဆယ်ခြင်းလောက်အောင်မေတ္တာတုတ်ရဲ့အကျိုးကိုဖော်ပြပြီးတော့ရွတ်ကြမယ်လို့အာဘိစကားပြောကြတဲ့တုတ်ကလေးပါဒီတုတ်ပါတို့တော့မေတ္တာတုတ်ဆိုတာရွှေရမှာတက်တက်မဟုတ်ဘူးပရိတရားတော်လို့ဆိုလို့ရှိရင်များသောအားဖြင့်ဘုရားဘာသာဝင်မြန်မာနိုင်ငံနေမြန်မာလူမျိုးတွေဟာပရိတရားတော်ကိုရွတ်ဖတ်ခြင်းနာယူခြင်းဖြင့်လုံလောက်ပြီလို့ဒီလိုလေးပဲစနေကြတယ်ပေါ့မေတ္တာတုတ်ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ရွတ်ဖတ်ရမယ်ဆိုတာတော့မပါဘူးနော်အဲ့တော့မေတ္တာတုတ်ရဲ့အနှစ်ချုပ်ထဲမှာကြည့်မယ်ဆိုရင်
Ani Gemo to Mita to Yua Ulas and Yuta. Manaya Ulas and Narana, they have a chip. You had the resolution, you had the resolution, Jubo. Now you read Josura, the Lushima, no? Yes, of Yaga, Parita to call it. Pretiaro, you call it Kama. Pago Diga Tabi or Horrors. Midday this side. Tinaku Diga Taha. And here will come with it, Kama. Midago, don't you be your car where it needs it. This hour, don't you be your car where it needs it. Hurry needs it, don't be your Pretiaro or Potter. Now let the war pump how do at them, no? Midday who let the one yaha. Suyama Mahu, Panya, and the one yachi. You were saying to make a time. Yellow and cookie come at hands solution, we but the Naru. You Jinya Jogo Adolama Kamatan, look, Kamatan, look, you use Harley. Ya, I think Yara with you, no? The Meta Bodega, I never come at hand at all. Samata Kamatan, my party. That's all. Meta don't have Padella, Lucian. You are Mother than Mogu, Naya Mother than Mogu. Yes, of your horrors, a long never Jimmers. In Metadogo, listen, you Paduchin, and the Ericane, Metadogo, you Patao, Naya, and the Ericane. The Metadogama, Jinyanta, the Bomama, the Lomama. So, Yam and Egg you genie that. Bogos are a alone at your solution. Totally got. Tao say or lazy lonely yard. Tao Mago, Matao Penny, lazy, don't you need a sin. A Judea move anema, no? And Tao may see a Tao Doma to that a Judea move Chima, no? Era Mita Suna, Pavana de Ave. Do Mita, Kaina Mita was Ega Mita, Manoga Mita, look. See that him, eh? Kaiga Mita Sura Nandoinga de Vio, Lamo Mayoni, a Mande Su Kalokadena Savio, Peshavi, the Lamo Dore Louis, Kalokadema Dami Javas in it, Susu Javas in it, so Vio, Peshavi Dore, the Bomu, Kaiga Mita of Kong. Nya, took up me also, Nya Changa region as a so I do. And Yavana and Yama, the Yasi Levy, Johnny Ganila, the Yasi Levy, Rakaga Mita, Mita will go net yard, go moon at yard. Mita will no net yard, no net yard as Reniama, that was Chana Java, the Chana Java, Hilo Noga Mita will usually gale. Mita was Igano Pioria. Pobiro tea out the Mita was Igansura. Don't do a count your to get Mita say Tavi or Kauna of your Macauna as a Gabio, do a Timid Yo, Count your channel, Yasi that the Yomuri would go be there. A Jang Yang only be it, and Mita was Igan look to the pure. Mita Manova Surajara, Kona, Panya Atua, Pavana alone in Panya. The Dodama, yes of Yaga. Mita Pome solution. To Mita Pome Pukuha. But you do see a mess around yes of that, she was a hot. The Tagara Siaru, now say I'm Yaga, the Yeta Konaga and Bogala. The Mita a Jew for Yadas Hariba. Yanda Nuba do Yakan, the water the Edenans. Mita do ye a Swanago job, Domo Mita a Swanago job. Nadiga bear chissy, Baludiga bear chissy. Begoria bear chissy, to go on about Sida Bogoria. Chelsea and Landia, Majaja, would it? Mita say out the form, no? The Chowman Mulu in the job. Yami say one news and also. Every Mita Bavana no number. Since I'm a Juba Atome solution in 2 can do it.
ချမ်းချမ်းသာသာအေးရမယ်တုတ်တော်စပပံကေစီနဘတတိအိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမက်ဘူးတဲ့ချမ်းသာအိပ်ဆက်ချမ်းသာနေရလို့အိမ်မဆိုးကင်းစောင့်ရင်းနဲ့များလူသားလေးချစ်နတ်လေးချစ်နေရလက်နဲ့စိတ်မီကြီးသည့်တဖြာမျက်နာရှင်ကြီးတီတီနှလုံးသေဆုံးမတွေ့သေလင်ပြမာဖြစ်တတ်စွာမေတ္တာအကျိုး7မျိုးဆိုပြီးအင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားမေတ္တာတုတ်တစ်ခုဟောထားတာရှိအကျိုးပြမေတ္တာတုတ်ပေါ့နော်အခုဒီပေကြီးထဲမှာဟောတာကြတော့မေတ္တာဘယ်လိုပွားရမလဲဆိုတာကိုပါထည့်သွင်းပြီးတော့ဟောတာအဲ့ဒီအကျိုးပြမေတ္တာတုတ်ကယူပြီးတော့ယမိစေဝနိယံဇန္တောရတ္တိနိဝမတ္တံတိတောဒုက္ခံဒုဋ္ဌိတုံသောသပပံကေစီနပတ္တိအိနေတဲ့အခါမှာနှစ်နှစ်ချက်ချက်အေးရတယ်တဲ့အိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမက်ဘူးစတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တဲ့မေတ္တာဘာဝနာကိုပွားပါလို့ဒီလိုဆုံးလို့ရတယ်အဲ့ဒီမေတ္တာဘာဝနာပွားပြီးဒီသုတ္တံမှာဟောတာအဲ့တော့တကယ်တော့မေတ္တာဆိုတာရွတ်ဖတ်တဲ့စေမှုကိုအကြောင်းပြုပြီးတော့ရွတ်ဖတ်တဲ့အခါမှာအဓိပ္ပာယ်နားလည်အောင်ရွတ်ဖတ်ပြီးတော့အဲ့ဒီတိုင်းလိုက်နာကျင့်သုံးဖို့လို့ဒီလိုဆိုလို့ရတယ်နော်အဲ့တော့ရွတ်နေုံနဲ့အန္တရာယ်မကင်းဘူးလားလို့ဆိုတော့ကင်းတဲ့တော့ကင်းမှာဒါပေမဲ့ပွားတော့မကင်းနိုင်ဘူးပေါ့တချို့ရွတ်တယ်ဆိုတာရလို့ပဲရွတ်နေတာလေရလို့ပဲရွတ်နေတာစိတ်ထဲနှလုံးထဲမှာဒီမေတ္တာတက်ကိန်းဖို့ရဲ့အမြဲတမ်းအရေးကြီးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကမေတ္တာဘာဝနာလုပ်ငန်းကိုကျိုးပန်းအထောက်တော့မယ်ဆိုလို့ရှိရင်တဲ့ဘုရားကစဟောတာဘုရားစဟောတယ်ကရဏီယမထကုတလေနယန္တတန္တံပဒံအဘိဓမစ္ဆာဒီစကားလုံးလေးကစပြီးတော့ချင်းငြိမ်းငြိမ်းချမ်းချမ်းဘဝတစ်ခုမှာငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာရုံပြုပြီးသို့မဟုတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့အန္တရာယ်ကင်းကင်းနေခြင်းပြီးထိုနေကြီးကားကိုသိလို့လိမ္မာရေးချရှိတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေခြင်းပဲနေခြင်းတယ်ဆိုရင်အလုပ်တစ်ခုလုပ်ပါစာပေကျမ်းကမှာတော့ဘယ်လိုရေးထားတော့ဆိုကရဏီယံလုပ်ပါဘာလုပ်ရမှာလို့ဆိုတော့သီလနဲ့ပြည့်စုံအောင်လုပ်ပါသမာဓိနဲ့ပြည့်စုံအောင်လုပ်ပါပညာနဲ့ပြည့်စုံအောင်လုပ်ပါငြိမ်းချမ်းတဲ့ဘဝမှာနေကြလို့ရှိရင်သီလသမာဓိပညာတွေနဲ့ပြည့်စုံအောင်လုပ်ပါလို့ဒါလေးကအစစကားမှပြောတယ်ဒါကိုလုပ်ရမယ့်ကိစ္စလေးတွေကိုပြောပြတာနော်ယန္တတန္တံပဒံအဘိဓမ္မေသဆိုနိဗ္ဗာန်ကိုရည်ညွှန်းတာလည်းဟုတ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘဝမှာငြိမ်းငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်ကရဏီယံလုပ်ပါအဲ့လိုလုပ်တယ်ဆိုတာလေတာမန်ပုဂ္ဂိုလ်မလုပ်နိုင်ဘူးအထကုသလကိုယ့်ရဲ့အကျိုးစီးပွားကိုလိမ္မာပန်းတတ်တဲ့ပုဂ္ဂိုလ်မျိုးကလုပ်နိုင်တယ်တချို့ကကိုယ်ကျိုးကိုယ်စီးပွားနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိကြဘူးမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ်အကျိုးလို့ထင်ပြီးအကျိုးမဲ့တွေကိုလုပ်နေကြတာလေလောကမှာဥပမာအယက်ဒေသတောက်စားတယ်ဆိုတဲ့ပုဂ္ဂိုလ်တဦးတယောက်မူရစေပါသူကတော့သူ့အကျိုးလို့ထင်တယ်သို့တော့အကျိုးဆွဲဥတဲ့အလုပ်တွေလုပ်နေတာတနေ့တခြားနှိမ့်ကြသွားမှာလုပ်တိုင်းဟာကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးဒီကျမ်းဆရာတွေကပြောထားတာရှိတယ်တွင်းတိတဲ့လူဟာတဖြည်းဖြည်းနှိမ့်ကြသွားမှာပဲတတိုင်းစီတဲ့လူဟာတဖြည်းဖြည်းမြင့်တက်လာသူကဥပမာနဲ့ပြောပြတယ်တွင်းတူးတဲ့လူကတွင်းနဲ့လေလူကလည်းအောက်ရောက်သွားလေပဲတွင်းကြီးတူးနေလို့ရှိရင်တွင်းနဲ့လေလူကအောက်ရောက်သွားလို့တချို့လုပ်ငန်းကအဲ့ဒီတွင်းတူးနေတဲ့လုပ်ငန်းမျိုးလို့ဖြစ်တယ်အဲ့လိုမျိုးကြတော့အထကုသလလိမ္မာကျွမ်းကျင်လူလို့မဆိုနိုင်ဘူးကိုလုပ်တဲ့အလုပ်ကနေကိုပြန်ပြီးတော့ဒုက္ခပေးသွားတာအောက်တန်းကျစေတယ်ပေါ့အဲ့လိုပုံကိုယ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒီပုံကိုယ်မျိုးတွေကြတာအထကုသလလို့ပြောလို့မရဘူးလိမ္မာကျွမ်းကျင်တယ်လို့ပြောလို့မရဘူးခုနဥဒ္ဒတိုင်းစီတဲ့ပုံကိုယ်တွေကြတော့ဒီတစ်ဖြည်းဖြည်းမြင့်တက်လာပုတ်တင်မြင့်တက်လာလေသူကလည်းမြင့်တက်လာတယ်မမြင့်လို့မရဘူးအဲ့ဒီဥပမာနှစ်ခုလိုပဲကိုယ့်ကိုယ်နှိမ့်ပြအောင်မလုပ်ဘဲနဲ့ကိုယ့်ကိုယ်မြင့်ပြအောင်လုပ်တယ်ဆိုတာကိုယ့်ပေါ်မှာမူတည်တယ်အဲ့ဒါအထကုသလဒါကြောင့်ဘဝမှာ
အကျိုးရှိရှိနဲ့ငြိမ်းချမ်းချမ်းနေခြင်းပြီဆိုလို့ရှိရင်လုံးတဲ့လုံးထိုက်တာတွေကိုလုံးပါတဲ့အဲ့ဒါလို့လုံးတော့မယ်ဆိုရင်အကြီးချင်းတွေကဘာတွေလိုအပ်တယ်မေတ္တာဘာဝနာနဲ့ပတ်သက်လာလို့ရှိရင်လိုအပ်တဲ့အကြီးချင်းလေးတွေကိုမြတ်စွာဘုရားဟောပြရွရင်ဖန်ရင်ဒါလေးကိုနှလုံးသွင်းကြည့်နော်ပက္ကောဥစုစသူဟုစုစသူဝေသောသတ္တမုဒ္ဒနတ္တိမာဒါလေးတွေပြည့်စုံအောင်လုပ်ဖို့ပက္ကောဆိုတာစွမ်းနိုင်မှုဖြစ်ရမယ်စွမ်းနိုင်တယ်ဆိုတာအလုပ်တစ်ခုကမ္ဘာအလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုပဲဖြစ်ဖြစ်စွမ်းနိုင်မှုဆိုတာကျမ်းမာမှုကိုပြောတာနော်ကျမ်းမာရေးကောင်းအောင်မယ်ဗราဏိယင်ကတရား၅ပါးမြတ်စွာဘုရားဟောတဲ့ထင်တယ်စွမ်းနိုင်မှုဆိုတဲ့နေရာမှာယုံကြည်ချက်ရှိသူဟာလည်းစွမ်းနိုင်မှုဖြစ်တယ်နံပါတ်1ကိုလုံးတဲ့လုပ်ငန်းပေါ်မှာယုံကြည်ချက်ရှိရမယ်နံပါတ်2ကကျမ်းမာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကကောက်ကျစ်ဆင်းလဲသူမဖြစ်ရဘူးအဲ့တော့ဒီနှစ်ခုထဲမှာပက္ကောစွမ်းနိုင်သူဆိုသည့်နေရာမှာဘယ်လိုဟာစွမ်းနိုင်တာတော့လို့ပြောလို့ရှိရင်ဟောယုံကြည်ချက်ပြင်းထန်တဲ့ပုဂ္ဂိုလ်ဟာလည်းစွမ်းနိုင်သူပဲဒီအလုပ်တစ်ခုသူအောင်မြင်လုပ်မှာသူယုံကြည်ချက်ရှိတာယုံကြည်ချက်ရှိပြီးတော့ကျမ်းမာတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကျိုးပန်းအထောက်မှုလုံလဝိရိယကောင်းတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်နိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟောတာတွေကကျွမ်းကျင်သူစွမ်းနိုင်သူလို့ပြောအောင်ဒီရည်သွေးတွေကိုယ်တဏ္ဍာမှာရှိမလားမရှိသေးရင်ရှိအောင်လုပ်အောင်ရည်သွေးဆိုတာတချို့ကလေ့ကျင့်ပေးရတယ်လေ့ကျင့်မပေးလို့ရှင်မရဘူး physical exercise တောင်မှလေ့ကျင့်ရတာလေသူကပဲလမ်းလျှောက်တာလည်းလေ့ကျင့်တာပဲဘောလုံးကန်တာလည်းလေ့ကျင့်တာကျန်တဲ့အားကစားတွေလည်းလေ့ကျင့်ရတာမလေ့ကျင့်ရင်တော့ဘာမှမဖြစ်ဘူးထို့တူပဲစိတ်ဓာတ်ကိုလည်းအာယုန်နဲ့တွဲကပ်ပြီးတော့လေ့ကျင့်ပေးလေ့ကျင့်ပေးလို့ရှိရင်ပထမခက်ပြီမယ်နောက်ကျတော့လွယ်သွားတာဒီဒါကြောင့်တက်ကစွမ်းနိုင်သူဖြစ်ရမယ်တဲ့ဒါလိုအပ်တယ်မေတ္တာဘာဝနာပွားရမယ်ဆိုလို့ရှိရင်စွမ်းနိုင်သူပုဂ္ဂိုလ်ဖြစ်ရမယ်နောက်တစ်ခုကဥစုစာဖြောင့်မတ်သူဖြစ်ရမယ်ဖြောင့်မတ်သူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးယောသားဖြောင့်မတ်သူဆိုတာယမစကားမှာလူရိုးလို့ပြောလို့ရှိရင်လူအလို့အဓိပ္ပာယ်ရောက်သွားတယ်ယောသားဖြောင့်မတ်သူဆိုဥစုဆိုတာစိတ်ဓာတ်ကဖြောင့်မတ်တယ်ဖြောင့်မတ်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလို့ဆိုရင်ဖြောင့်မတ်ခြင်းဒီကောက်ကျစ်ခြင်းဆင်းလဲခြင်းဆိုတဲ့နေရာမျိုးမရှိအောင်ကန်းနေပေါ့နော်ကန်းနေမဖြစ်ဘူးအဲ့ဒါဗราဏိယင်ကတရားအင်္ဂါထဲမှာသူကအတထောအမာယာဝီတထဆိုတာကောက်ကျစ်တယ်ပြောကောက်ကျစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်ကိုမရှိတဲ့ခုံကိုထုတ်ခေါ်တယ်မရှိဘဲနဲ့အရှိလုပ်ပြီးတော့ပြောတယ်ဒီကနေ့ကမှပြောရဆိုကြွားတယ်ပေါ့နော်ဟွာကြွားပြီးတော့ပြောတယ်မရှိတာကိုသူများကကိုယ်အထင်ကြီးအောင်မရှိတာကိုအရှိလုပ်တယ်ဟောဗတ်ဆံမချမ်းသာဘဲနဲ့ဗတ်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်မျိုးခိုက်ဖမ်းတယ်နော်အပြောဆိုမျိုးလုပ်တယ်ပေါ့ပညာမရှိဘဲနဲ့ပညာရှိတဲ့ကံမျိုးသီလမရှိဘဲနဲ့သီလရှိတယ်ဆိုတဲ့ပုံစံမျိုးချို့အဲ့ဒါမျိုးဟာအရှိကိုအတိုင်းမပြသည့်အတွက်ကြောင့်လေလီမှုတရားအနေနဲ့သူ့ကိုတာထေးရလို့ခေါ်တယ်ကောက်ချက်ဆင်းလဲတယ်လို့ပြောတာနော်နောက်တစ်ခုကမာယာတဲ့မာယာဆိုတာကိုရှိတဲ့အဖြစ်ကိုဖုံးတာကိုလုံးထားတဲ့အဖြစ်ကိုလူမသိစေခြင်းလို့ဖုံးတာဆိုတော့မာယာလို့ခေါ်တယ်အဲ့ဒါမျိုးမရှိစေရဘူးတဲ့ရိုးသားဖြောင်းမှတ်တဲ့ပုဂ္ဂိုလ်ရှိရမယ်ကိုမရှိတာကိုမရှိဘူးပဲကိုမှားတာလုံးပြီးလုံးပြီးတာပဲဖြောင်းမှတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါကိုပြောတာရိုးသားဖြောင်းမှတ်တယ်ဆိုရင်ဥစုရိုးသားဖြောင်းမှတ်ရမယ်တရားထုတ်တဲ့ပုဂ္ဂိုလ်ကမရိုးသားဘူးဆိုလို့ရှိရင်သူသမာဓိမရဘဲနဲ့သမာဓိရပါတယ်လို့ report လုပ်ချင်တော့မှာဟုတ်အဲ့တော့ဆရာကဘယ်လိုလုပ်ပြီးတော့သူ့အခြေအနေမှန်ကိုအကုန်သိမယ်ကမ္ဘာထမ်းစစ်တဲ့အခါမှာလို့နော်သမာဓိမရဘဲနဲ့ရတယ်လို့ထင်အောင်ဒီလိုမှမျိုးပြောတာမျိုးဟာဒါမရိုးသားဘူးလို့ဒီလိုပြောတာပေါ့နော်အေးဒါကြောင့်ဥစုဖြောင်းမှတ်ရမယ်သူဟုစုသိတ်ကိုဖြောင်းမှတ်ရမယ်ဆိုတော့ဥစုဖြောင်းမှတ်တယ်ဆိုတာကိုယ်မူရနဲ့လည်းပဲဖြောင်းဆင်းတယ်နှုတ်မူရနဲ့လည်းပဲဖြောင်းဆင်းတယ်သူဟုစုဆိုစိတ်ဓာတ်ပါဖြောင်းမှတ်တယ်လို့ဒီလိုပြောအဲ့တော့ကိုယ်နှုတ်စိတ်သုံးပါးလုံးမှာလူဟာရိုးတယ်ရှင်းတယ်မဟုတ်တာမလုပ်ဘူးမဟုတ်တဲ့ဟာမျိုးသူများကို
အထင်မြင်မရောက်စေဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒါပြော။ဘာဖြစ်လို့လဲဆိုရင်လောကမှာလူတွေဟာရိုးသားကြောက်မှမှုမရှိဘူးဆိုလို့ရှိရင်မေတ္တာပြတ်တတ်တယ်လေ။အဲ့တော့သူကိုယ်တိုင်ကရိုးသားကြောက်မှမှုမရှိသည့်အတွက်ကြောင့်သူ့ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာဓာတ်တိဆောက်ဖို့ဆိုတာအမြဲတမ်းခဲရင်သွား။သူများပေါ်မေတ္တာထားဖို့လည်းခဲရင်သွား။ကျန်တဲ့လူကလည်းသူ့ပေါ်မေတ္တာရောက်မှာမဟုတ်ဘူး။ဒီလူကမရိုးသားဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မေတ္တာရောက်မရောက်နိုင်နော်။ဒါကြောင့်မြတ်စွာဘုရားအရေးကြီးတဲ့အင်္ဂါရပ်တွေကိုပြောတာ။ဥစုဖြောင်းမှတ်ပါလေသူဥစုတိတ်ကိုဖြောင်းမှတ်ပါစေပြော။သူဝိသအကြံပေးတဲ့အခါကျတော့ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။သာသနာတော်မှာနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေမိသားစုတွေမှာဖြစ်စေကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကအကြံပေးလို့ရှိရင်ခေါင်းမမာဘူးပေါ့။တချို့ကျတော့ခေါင်းမာတယ်သူများပြောလို့မရဘူးကိုယ်ကြိုက်တာကိုယ်လုံးမယ်ဆိုရင်လူမျိုးကရှိသေးတယ်။အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကျတော့တစ်ခါနှစ်ခါမေတ္တာပြတ်သွားတယ်။ဟိုဒီလူကပြောမရပါဘူးလို့ဒီလူကခေါင်းမာတယ်ဆိုပြီးတော့ပြောမဲ့လူကလည်းတစ်ခါတစ်ခါအကြံပေးပြီးနောက်ထပ်အကြံမပေးတော့ပြစ်ထားလိုက်တော့သူကိုယ်တိုင်လည်းခေါင်းမာသည့်အတွက်ကြောင့်သူ့ဟာသူအဟုတ်ထင်ပြီးပဲမှန်မှန်ရင်းရင်းနေဖြစ်တတ်တယ်။ဒါကြောင့်မို့လို့သူ့ဝိသအကြံဉာဏ်ပေးတဲ့အခါမှာလက်ခံလွယ်တဲ့ပုဂ္ဂိုလ်မျိုးပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒါပြောတာနော်။ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်ဆိုရင်မိဘတွေကလည်းတာသမီကြီးတွေပြောလို့ဆိုလို့ကောင်းတဲ့လူဆိုရင်ပိုချစ်ကြတယ်ပေါ့မိတ်ဆွေတွေကလည်းပဲဒီလူကပြောလို့ရှိရင်နားထောင်ရတယ်ဆိုပိုချစ်ကြတယ်အဲ့လိုမဟုတ်ဘူးဒီကောင်လည်းပြောမကောင်းဘူးပြောမကောင်းဘူးဆိုမိဘတွေကလည်းကြီးကြတယ်ပြောလို့မကောင်းဘူးကြီးတယ်ဆိုရင်မေတ္တာပြည့်နေပြီပေါ့နော်ဒါကြောင့်မို့မေတ္တာတရားတည်ဆောက်ဖို့အတွက်ပြောလို့ဆိုလို့လွယ်ကူမှုဆိုတာရှိရမယ်အကြံဉာဏ်ပေးတဲ့အခါမှာထိုအကြံဉာဏ်တိုင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုယ့်အကိုစဉ်းစားဖို့ရတော့လိုတာပေါ့နော်စဉ်းစားပြီးတော့လက်ခံတဲ့ဟာလက်ခံလက်မခံတဲ့ဟာဒီလိုသူ့ဝိသခုံနဲ့ပြည့်စုံရမယ်အဲ့လိုပုံမှန်နဲ့ပြောဆိုဆုံးမတဲ့အခါပြန်ပြီးတော့ရန်တွေ့လို့ရှိရင်နှစ်ဦးနှစ်ဝမေတ္တာတုံးသွားနိုင်တာဟောမေတ္တာတွေခန်းချောက်သွားမယ်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားကအမှန်တမ်းထောင်းရှိတယ်အဲ့တော့မေတ္တာတုံးဒီမေတ္တာတုံးမှာဒါတွေသင်ထားတာကိုလူတွေကမေ့နေကြဒီအချိန်လေးတွေမတိဆောက်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့မေတ္တာပွားမလဲပွားဖို့ခဲရင်လည်းဟောတော့ဒီအကြီးမာတာအကျဉ်းချင်းမြန်မာလူမျိုးတွေဆိုလို့ရှိရင်ဒီသောတာပန်သာစဘုန်းကြီးတွေနဲ့ဒါပဲရွတ်ကြတယ်နော်အကျဉ်းချင်းပိဋိဆိုတာနားကြကြဘူးသို့တော့ဘုန်းကြီးတွေပိဋိရွတ်ထားဆိုတဲ့အဆင့်လောက်ပဲသိတယ်အခုဘာလို့ရမလဲဆိုတော့မသိတာမသိအဲ့ဒါကြောင့်မို့လို့အမှန်တမ်းအဓိပ္ပာယ်ရှိတယ်အလုတ်ကိုလောက်အောင်မလုံးလို့မရဘူးတဲ့နော်သူဝေသောသတ္တဘုဒ္ဓဘုဒ္ဓဆိုတာဟိုလူညံ့တိမ်မွေးမှုကိုပြောတာလူညံ့တိမ်မွေးရဲဆိုတဲ့နေရာမှာတိမ်မွေးတာကိုဆုံးလို့လေလူပြောလူညံ့ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတာမဟုတ်ဘူးဘုဒ္ဓဆိုတာလူညံ့ရမယ်တိမ်မွေးရမယ်စကားပြောတာပဲဖြစ်စေပြောဆိုဆက်ဆံတဲ့အခါမှာဖြစ်စေတိမ်မွေးတယ်လူညံ့တယ်ယဉ်ကျေးတယ်ပေါ့ခုခေတ်လို့ဆိုလို့ရှိရင်ပိုလိုက်ပေါ့နော်ပိုလိုက်ဖြစ်ဖို့လိုတယ်ပေါ့ပိုလိုက်ဆိုရင်လူမုန်းတယ်ဒီကိုယ်တိုင်လည်းကျမ်းစာနဲ့လူမရင်ကျေးဘူးမလိမ္မာဘူးဆိုရင်ကောင်းကြံလည်းမုန်းတယ်သူကလည်းမုန်းတယ်ဘယ်လိုလုပ်မှမေတ္တာနှလုံးသားတည်ဆောက်လို့ရမှာပေါ့ဒါကြောင့်ဒါလည်းအရေးကြီးတဲ့အချက်ဖြစ်တယ်လူညံ့သိမ်မွေးရမယ်အနတ္တိမာနိမမောက်မှလွန်ရဘူးတဲ့လွန်ကဲတဲ့မာနမရှိရဘူးဒီနေရာမှာမာနမရှိရဘူးလို့ဘုရားကမဟောပဲနဲ့အလွန်မောက်မှလည်းမာနမရှိရဘူးလို့ဆိုတဲ့နေရာမှာအဓိပ္ပာယ်ရှိတယ်ပေါ့မာနဆိုတာထားတဲ့နဲ့မာနမထားတဲ့နဲ့မာနနှစ်ခုရှိထားတဲ့နဲ့မာနဆိုတာကတော့အကုသိုလ်ကြီးပဲအကုန်လုံးကိုယ်ရည်ချင်းနဲ့ပတ်သက်ပြီးတော့အတွေးအထင်တွေကိုမာနလို့ခေါ်တယ်ထားတဲ့နဲ့မာနဆိုတာဘယ်လိုဟာလို့လဲပညာရေးနဲ့ပတ်သက်ပြီးသူတောင်တက်သေးတာပဲငါလည်းတက်အောင်လုပ်မယ်ဒီမာနမျိုးထားတယ်စီးပွားရေးနဲ့ပတ်သက်သူတောင်အောင်သေးတာပဲငါလည်းအောင်လုပ်ကမ္မထာဘာဝနာနဲ့ပတ်သက်ပြီးသူတောင်မှပဲဒီလိုပေါ့ပေါ့ရောက်ဖြစ်သေးတယ်ငါလည်းဘာလို့ပေါ့ပေါ့ရောက်မဖြစ်ရမှာဟောယန္တာပုဂ္ဂိုလ်တွေသူတို့တောင်ယန္တာဖြစ်သေးတာငါလည်းဖြစ်ရမယ်ဆိုရင်မာနမျိုးနော်အဲ့ဒီမာနမျိုးကတော့ထားတဲ့မာနမျိုးကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာရဲ့သိတောင်မာနထားလို့ဘုရားဖြစ်တာမာနမရှိရင်ဘုရားမဖြစ်နိုင်ဘူးဘာကြောင့်ဒီစကားပြောရတော့ဆိုလို့ရှိရင်
ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ပညာရည်ချင်းအလွန်မြင့်တယ်ဇာပင်ကြီးနေရထားတဲ့ယတိတဝုလည်းဖြစ်တယ်အဲ့ဒီအချိန်မှာဒီပင်ကရာမြတ်စွာဘုရားရဲ့တပည့်ခံပြီးတော့တရားထုတ်မယ်ဆိုရင်ရဟန္တာဖြစ်တော့ဒါပေမဲ့သူ့မာနကဘယ်လိုမာနတော့ဆိုကိမေဧကေနတိန်နေနပုရိသေနသမ္မတ္တတိငါတို့စွန့်ရည်တတ်သိရှိတဲ့လူတယောက်ကတဲ့နော်တယောက်တည်းနဲ့ကိုတယောက်တည်းသိယုံနဲ့ရှင်းတတ်မှာမဟုတ်ဘူးသဗ္ဗညုတံပါဠိနေတော်သတ္တရိတ္တငါလည်းငါကိုယ်တိုင်ဖျားဖြစ်ပြီးတော့တတ္တဝါတွေကိုပုံကဲတင်ရင်းမယ်တရားအမှန်တရားကိုငါကိုယ်တိုင်ဟောမယ်ငါသူများဟောတဲ့တရားကိုနာပြီးတော့ဉာဏ်သာဖြစ်သွားတဲ့အဖြစ်မျိုးကိုလိုယုံတော်တာမျိုးကမလုံးနိုင်ဘူးဓမ္မာနပဲပေါ့အဲ့ဒီမာနကြောင့်ဖျားဖြစ်တာသို့တော်စာပေကျမ်းကနေမှာဖျားလောင်းနေဖျားဖြစ်တယ်ဆိုတာကရုဏာကြောင့်ဖြစ်တယ်လို့ဒီလိုဆိုတယ်ဒါတော့ကရုဏာတော့ပါမှာပေါ့ဒီနေရာမှာတော့ဒါဒီတဏှာစရာပုဂ္ဂိုလ်မှမရှိပဲဒီချိန်မှာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူ့လိုငါလည်းဖျားဖြစ်အောင်လုပ်မယ်ဆိုတဲ့မာနပဲအဲ့ဒီမာနကြောင့်ဘုရားပြတာသို့တော့သိပေါင်းမာတဲ့မာနဆိုတာဘယ်လိုဟာလို့လဲလူကြီးတွေကိုယုံကြည်မပေးနိုင်ဘူးနော်ငါအသာဆုံးပဲငါတဲ့တတ်တဲ့လူမရှိဘူးဆိုတဲ့မောင်းမာတဲ့ပညာနဲ့ဖြစ်စေစီးပွားနဲ့ဖြစ်စေအလှနဲ့ဖြစ်စေဂုဏ်သတင်းနဲ့ဖြစ်စေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးမမောက်ပါရဘူးတဲ့မောက်ပါလို့ရှိရင်ပတ်ဝန်းကျင်ကသူ့ကိုမုန်းတယ်ပေါ့မုန်းတော့မေတ္တာတိဆောက်ခြင်းကမတတ်နိုင်ဘူးတဲ့ဒါကြောင့်အနာတိမှာတန်တုတ်တကောတဲ့နောက်တစ်ခုကတန်တုတ်တကဆိုတာတန်ဆိုတာရှိတာလေးနဲ့တုတ်တကရှင်းတတ်မှုရှိတာလေးနဲ့ရှင်းတတ်တယ်ဆိုတာတချို့အတိပ္ပယ်အကောင်လွဲတယ်လာက1000ရရင်ဒါလေးနဲ့ပဲရှင်းတတ်ရမယ်ဒီလိုအတိပ္ပယ်ကောက်အဲ့လိုအတိပ္ပယ်ဆိုလိုတာမဟုတ်ဘူးဇီကာကြောင်ဘူးလို့ပြောတာတန်တုတ်တကဆိုတာနော် fastidious လို့ချို့ကဇီကာကြောင်တယ်လေအချိုကြိုက်မလားလို့အချိုချက်ပြီးရင်မဟုတ်ပြန်အချင်းကြိုက်မလားအချင်းကြီးများတယ်ခေါ်တာပေါ့ဗမာလို့ဆိုတာနော်ကိုရှိတာလေးနဲ့လည်းမကျင်တတ်ဘူးကိုရှိတာလေးနဲ့မကျင်တတ်တော့သူများဟာလိုချင်လာတယ်အဲ့ဒါလည်းအန္တရာယ်ကြီးတစ်ခုပဲအဲ့တော့ကိုရှိတာနဲ့ကျင်တတ်ရမယ်ကိုဟာလေးနဲ့ကျင်တတ်ရမယ်ကိုဟာနဲ့မကျင်တတ်ဘူးသူများဟာသွားပြီးတစ်ခုလုံးကြီးပြတ်တာပေါ့အဲ့ဒါကြောင့်တန်တုတ်ကကိုဘဝလေးကို satisfy ဖြစ်ဖို့လို contentment ပေါ့ဒါလေးကအဲ့ဒါရှိဖို့လိုအပ်တယ်ဆိုတော့ contentment နဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်အကောင်မလွဲစေရဘူးတိုးတက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးတိုးတက်အောင်လုပ်တာကတခြား fastidious ဇီကာကြောင့်လဲဆိုတာကတခြားဇီကာကြောင့်လို့ရှိရင်ကြည့်လေသမင်းချက်တွေးတဲ့လူကလည်းမေတ္တာမရှိဘူးဒီဟင်းချက်ထားပြန်မကြိုက်ဘူးကိုဟင်းချက်ထားပြန်မကြိုက်ဘူးဆိုရင်မိဖို့ကြောင့်လည်းညာဖြစ်တော့မှာပေါ့ဘယ်လိုလုပ်ပြီးတော့အဲ့ဒါမေတ္တာဘာဝနာထားလို့ရတော့မရဘူးဒါကြောင့်မလို့ရှိတာလေးနဲ့ကျင့်တတ်ရမယ်လို့ဒီလိုဆိုလို့ရတယ်နော်တန်တုတ်ကရှိတာနဲ့ကျင့်တတ်တယ်သို့မဟုတ်ကိုယ်ဟာနဲ့ကျင့်တတ်တယ်အဲ့ဒီရည်ချင်းဟာလည်းအမှန်တမ်းအရေးကြီးပါတယ်တဲ့လူတွေမှာသူပရလာမွေးမြူလွယ်ရမယ်တဲ့ခုနတန်တုတ်ကရှိရင်မွေးမြူလွယ်တယ်ဘယ်လိုမျိုးဖြစ်ဖြစ်နော်ကိုယ်လည်းမွေးမြူရလွယ်ရမယ်သူတစ်ပါးကကိုယ်ကိုကုညီစားရှောက်တဲ့အခါမှာလည်းပဲကျင့်တတ်တဲ့မှုရှိရမယ်ကိုမွေးမြူလွယ်တယ်ဆိုတာဘာနဲ့ဆိုင်ရဆိုင်ကျင့်တတ်တယ်ရှိတာလေးနဲ့သူကကျင့်တတ်တယ်အဲ့ဒါကိုမွေးမြူလွယ်တယ်လို့ခေါ်တယ်တချို့ကြအမွေးမြူခက်တယ်ကိုတယောက်တည်းရံဖြစ်နေတဲ့လူကရှိနေတယ်မကျင့်တတ်ဘူးလေစိတ်တိုင်းဘယ်တော့မှမကြဘူးတွေ့ကြပါလိမ့်မယ်တခါတလေကိုစိတ်တိုင်းမကြတဲ့သူတွေအများကြီးရှိတယ်ကိုလည်းစိတ်တိုင်းမကြဘူးသူများလုံးထားလည်းစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့မှမေတ္တာဘာဝနာတော့ဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်သူခရမွေးမြူလိုက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ဖြစ်ရမယ်လို့မြတ်စွာဘုရားဟောတာအပ္ပကိစ္စတရားဘာဝနာပွားရမယ်ဆိုလို့ရှိရင်အပူကိစ္စတွေသိမလုံးနဲ့ကိစ္စနည်းပါရမယ်လို့ဒီလိုပြောမေတ္တာဘာဝနာပွားဖို့အချိန်များများပေးနိုင်ဖို့အတွက်အလုပ်ကိစ္စဒါလူလောကမှာလုံးဝမဲ့ကိစ္စတွေကတော့အများကြီးရှိကြတာပေါ့သို့တော့အဲ့ဒီထဲကနေအချိန်ယူရမယ်လို့ဒီလိုဆိုလို့အပ္ပကိစ္စတချို့ကအပူလုပ်ငန်းတွေအများကြီးလုပ်ကြတယ်လေပိုလုပ်ငန်းမလုပ်ဘဲနဲ့မလုပ်မဖြစ်တဲ့အလုံးလောက်လုပ်ပြီးတော့ခြံတဲ့အချိန်မှာမေတ္တာဘာဝနာပွားဖို့အချိန်များများပေးဖို့လိုအပ်တယ်ဒါပြောတာနော်လုံးဝမဲ့ကိစ္စကို
ရိုက်ခိုင်းတာမဟုတ်ဘူးလားအပ္ပကိစ္စနောက်တစ်ခုကတဏ္ဍဟုကဝုဒ္ဓိတဏ္ဍဟုကဝုဒ္ဓိဆိုတာပေါ့ပေါ့ပါပါအသက်မွေးတယ်လို့ဆိုတဲ့အဓိပ္ပာယ်က simple life အနေထိုင်ရိုးရိုးလေးနဲ့နေတာထိုင်တာ simple life ကိုနေတာကိန်းကြီးခန်းကြီးနဲ့နေတဲ့ပုဂ္ဂိုလ်ကြတော့သူကအလုပ်ကိစ္စတွေပိုများလာမှာပေါ့သူကနေတာလဲကိန်းကြီးခန်းကြီးနဲ့နေတတ်တယ်စားတဲ့အခါမှာလဲကိန်းကြီးခန်းကြီးနဲ့အပူတွေစားချဲ့တယ်ပေါ့နော်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ simple life မှာနေနိုင်အောင်ကြိုးစားတယ်တချို့ကြပတ်သက်ချမ်းသာနေ simple life မှာနေသွားတာရှိတယ်ပေါ့ဒါဆိုတော့အဲ့ဒါလိုဖြစ်ရမယ်တန်တတကောသသူကရောသအပ္ပကိသောသအလဟုကဝုဒ္ဓိနောက်တစ်ခုပြည့်စုံရမယ့်အချက်ကတန်တိန်တရိယဣန္ဒြေငြိမ်သက်ရဣန္ဒြေငြိမ်သက်ဆိုတာတောင်ကြီးမြောက်ကြီးမကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးဣန္ဒြေဆိုတဲ့နေရာမှာလူတွေနားလည်နေတဲ့ဣန္ဒြေကဒီလူကနေတာထိုင်တာငြိမ်သက်တာလေးနဲ့ဣန္ဒြေငြိမ်သက်တယ်လို့ထင်တယ်အဲ့လိုပြောတာမဟုတ်ဘူးဣန္ဒြေဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှိရင်မျက်စိနားနာလျှာကိုယ်စိတ်လူတွေရဲ့တဏ္ဍမှာမျက်စိနဲ့ပတ်သက်ပြီးတော့ငြိမ်သက်တယ်ဆိုတာဘာလို့မျက်စိကကြည့်ပြီးတော့လောဘဖြစ်ရင်ဒေါသဖြစ်ရင်ဒါမငြိမ်သက်ဘူးခေါ်ဣန္ဒြေမငြိမ်သက်ဘူးကိုကြည့်ဒီကြည့်လို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်တဲ့အခါမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဣန္ဒြေမငြိမ်သက်ဘူးနားကနားထောင်ပြီးတော့လောဘတွေဖြစ်မဲ့ဒေါသတွေဖြစ်မဲ့ဣန္ဒြေမငြိမ်သက်ဘူးနှာခေါင်းကအနတ်နော်လျှာကအရသာအဲ့ဒါတွေကြည့်လောဘတွေဒေါသတွေဖြစ်မဲ့ဆိုလို့ရှိရင်ဣန္ဒြေငြိမ်သက်ဖို့မရှိဘူးလို့ပြောတာစိတ်နှလုံးကအေးချမ်းမှုဆိုတာလောဘမဖြစ်ဒေါသမဖြစ်မြင်ပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်ကြားပြီးစိတ်ဆိုးတယ်လိုချင်တယ်နော်နှာခေါင်းကအနံ့ရပြီးစိတ်ဆိုးတယ်လိုချင်တယ်လျှာကထိပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်နောက်ခန္ဓာကိုယ်အထိတွေ့ပြီးစိတ်ဆိုးတယ်စိတ်ကူးစိတ်တမ်းမှာဒေါသဖြစ်တယ်လောဘဖြစ်တယ်ဆိုရင်ဒါတန်တိန်တရိယဣန္ဒြေငြိမ်သက်မှုမရှိဘူးလို့ပြောတယ်ထိုက်တဲ့တော့ဣန္ဒြေငြိမ်သက်မှုရှိအောင်ကြိုးစားရမယ်ဒါပြောတာနော်ဣန္ဒြေကိုဆောင်ထိန်တယ်ဆိုတာလေအဲ့ဒါကိုပြောတာအဲ့ဒါရသော်ပြဟောလို့ရင်ဣန္ဒြေဆောင်ထိန်မှုဆိုတာဒီအချက်ကိုပြောတာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတ်နိုင်တဲ့တရားတွေကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ပြောတယ်နိပကောဆိုတာအသိပညာရင့်ကျက်လာအောင်ကြိုးစားရမယ်ဓမ္မနဲ့ပတ်သက်ပြီးအသိပညာရင့်ကျက်လာအောင်ကြိုးစားပေးဖို့လိုတယ်ဒါဖြင့်ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်လို့ဆိုတော့တရားနာခြင်းဖြင့်လည်းပညာရတယ်တရားဓမ္မကိုဆင်ခြင်စဉ်းစားခြင်းဖြင့်လည်းပညာရတယ်လက်တွေ့ကျင့်သုံးလေ့လာခြင်းဘာဝနာအဖြစ်နဲ့ပညာရတယ်အဲ့ဒီပညာတွေကိုပဲသုတ္တမယပညာတရားနာတယ်စာအုပ်တွေဖတ်တယ်အဲ့ဒီကနေပညာရတယ်စိန္ဒမယပညာတရားနဲ့ပတ်သက်ပြီးကြံစည်တွေးတောမှုရှိတယ်။ရသော်ဖြင့်စိန္ဒမယပညာဆိုတာသူတစ်ပါးစီကဘာမှမကြားဘူးပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတာတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဘုရားလောင်းနေတာဒီစိန္ဒမယပညာဆိုတာရှိတယ်။လောကီဘက်ကတော့ရှိကောင်းရှိနိုင်တယ်ပေါ်လို့လည်း။နောက်ဘာဝနာမယပညာဆိုတာဒီလိုကြားနာပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးရမယ့်ကိစ္စကိုလက်တွေ့ကျင့်သုံးပေးတာဒါဘာဝနာမယလို့ခေါ်တယ်အဲ့လိုပညာဟာအဆင့်ဆက်ကြိုးစားအထောက်မှဒီနိဗ္ဗာန်ဆိုရင်ရင့်ကျက်တဲ့ပညာမျိုးရနိုင်တယ်။မေတ္တာတုံးမှာမြတ်စွာဘုရားကမေတ္တာမပွားခင်ဒါတွေလိုအပ်တယ်။ဒီပုဂ္ဂိုလ်ဒီလိုအရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါတဲ့။အဲ့ဒါတွေလုံးဝပို့ပြီးတော့ကိုလုံးတဲ့လုပ်ငန်းတွေကအောင်မြင်နိုင်တယ်ဆိုဟုတ်တာပေါ့နော်။လောကီအလုပ်ပဲကြည့်ကြည့်လေအရေးချင်းအရေးရှာရတာပဲ။အရေးချင်းရင်သင်ရတာပဲသင်ပြီးတော့မှအလုပ်တစ်ခုလုပ်တာမသင်မဲ့နဲ့သွားလုပ်လို့ရှိရင်ဘာမှအောင်မြင်မှာမဟုတ်ဘူးနောက်တစ်ခုကဘာလို့ဆိုရင်မလုပ်ရမယ့်ဟာလေးတွေပြောတရားထုတ်မယ်ဆိုလူတွေကတောက်တူမေရလေးတွေတစ်ခါတလေအပြစ်မကင်းတာလေးတွေရှိတယ်နသခုဒ္ဓမာစရိကိဉ္စီယေနဝိညူပရိဥပဝတေယောသူများတွေကအပြစ်တင်ပြီးတော့မင်းငေါ်စရာမကောင်းတဲ့အမှုရာလေးတွေပြစ်ပြောစရာလေးတွေမလုပ်ပါနဲ့ဒီအသေးဖွဲလေးကစပြီးမလုပ်ပါနဲ့မဖြစ်ပါစေနဲ့လို့ပြောပြ။ဘာဖြစ်လို့လဲဆိုတော့သူများပြစ်တင်စရာလေးတွေလျှောက်လုပ်မယ်အမှုမဲ့အမှတ်မဲ့နေမယ်ဆိုလို့ရှိရင်ဘေးကကိုယ့်ပေါ်မှာဘယ်လိုလုပ်မေတ္တာရောက်ကိုယ်ကိုယ်တိုင်လည်းသူများပေါ်မှာမေတ္တာရောက်မှာမဟုတ်ဘူး
မေတ္တာဆိုတာသူမေတ္တာကိုမေတ္တာပြန်ဟန်ဆိုတာရှိတယ်ဒါကြောင့်မို့ဒါလေးကိုလည်းမြတ်စွာဘုရားထည့်ပြီးတတိပေးတာနသခုဒ္ဒမသရေပညာရှိသူတော်ကောင်းတွေကနေဆွဆွဲဝယ်ရဖြစ်တဲ့မှားရတဲ့လွဲရကလေးတွေကရှောင်ပါတဲ့မလုပ်ပါနဲ့ဒီတိုင်းတာထိအောင်မေတ္တာတို့ကတိုင်းလာရမယ့်အရေးချင်းတွေမြတ်စွာဘုရားရှင်းဥစွာထုတ်ခေါ်ပြီးတော့ဟောတာနော်အဲဒီထဲမှာရွတ်ရမယ်ဆိုတာတခုမှမပါဘူးနော်ဒါလေးကိုရင်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးတော့မေတ္တာပုံပုံလေးတွေကိုသင်မယ်မြတ်စွာဘုရားမေတ္တာပုံပုံစပြီးတော့သင်တဲ့အခါကျတော့သူကနသခုဒ္ဒမာစရေကိစီယေနဝိညုပရိဥပဝတေယောဒီရင်ပဲရှေ့ပိုင်းကတိုင်းနာမဲ့ချက်တွေပြီးတော့ဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာကိုယ်စိတ်ထဲကမေတ္တာပို့မယ်ဆိုရင်အဲ့ဒီစကားလုံးလေးအဲ့ဒီအဓိပ္ပာယ်မျိုးကိုအသုံးပြုပြီးတော့ဟောပါလို့ပြောတာနော်သဗ္ဗတတ္တဘဝန္တုသဗ္ဗတတ္တဆိုတာတတ္တဝါတွေမှာချင်းချက်မရှိဘူးတတ္တဝါတွေတချို့ကတတ္တဝါတွေမှာချင်းချက်လေးထားတတ်တယ်ကိုယ်နဲ့မတည့်တဲ့လူမပါဘူးမေတ္တာပို့တဲ့ထက်အဲ့ဒါမျိုးမဟုတ်စေရဘူးသဗ္ဗတတ္တတတ္တဝါမှန်သမျှတွေဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံကြပါစေကိုကြိုက်တဲ့စကားလုံးလေးအသုံးပြုပြီးတော့တတ္တဝါမှန်သမျှချမ်းသာကြပါစေခေမိနောတတ္တဝါမှန်သမျှဘေးကင်းကြပါစေတစ်ခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်ကိုကြိုက်တဲ့စကားလုံးလေးတစ်ခုကိုသုံးပြီးတော့ဒုက္ခိတတ္တာစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့မေတ္တာပုဂ္ဂိုလ်၃မျိုးဒီနေရာမှာမြတ်စွာဘုရားပြဒုက္ခိနောခေမိနောဒုက္ခိတတ္တာတတ္တဝါအားလုံးဟာချမ်းသာပါစေခေမိနောဘေးရန်ကင်းကြပါစေဒုက္ခိတတ္တာဘဝန္တုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့အဲ့ဒီစိတ်ဓာတ်ကလေးအမြဲမပြတ်ဖြစ်နေအောင်လုပ်နေတာကိုဘာဝနာလို့ပြောတာအခါတည်းဖြစ်လို့မဟုတ်ဘူးပထမတစ်စက္ကန့်ဖြစ်တယ်နောက်ထပ်ဒုတိယတစ်စက္ကန့်နောက်ထပ်တတိယတစ်စက္ကန့်စက္ကန့်ပေါင်းမြောင်းများသွားတာဒါဘာဝနာလို့ခေါ်ဒီစိတ်ကလေးကြီးပဲထပ်တလဲလဲကိုယ်တဏ္ဍာမှာဖြစ်နေအောင်ကြိုးစားပါမေတ္တာပို့เสียတတ္တဝါအာယုန်နဲ့စိတ်ကလေးကိုလေ့ကျင့်ပြီးတော့ချမ်းသာပါစေချမ်းသာပါစေချမ်းသာပါစေလုံးဝဘေးကင်းကြပါစေဘေးကင်းကြပါစေအားလုံးတတ္တဝါတွေကိုအာယုန်ပြုပြီးတော့နောက်ဆုံးမှာတဖြည်းဖြည်းတိုးချဲ့သွားလို့လည်းရတယ်ကိုယ်နဲ့ကိုယ်ပါဝင်ခြင်းကိုအရင်ပို့မယ်နောက်ပြီးရင်ပြန်တဲ့မြင်ရတဲ့တတ္တဝါတွေရောမမြင်ရတဲ့တတ္တဝါတွေရောအကုန်လုံးတတ္တဝါမှန်သမျှဒီလိုဆိုလိုပဲပေါ့တဖြည်းဖြည်းတိုးချဲ့ပြီးတော့ပို့သွားဒီနေရာမှာမေတ္တာပုဂ္ဂိုလ်လေးမြတ်စွာဘုရားစပြီးတော့ဟောပြီးတဲ့အခါကျတော့တိုးချဲ့ပုံကိုပြတယ်ယေကေစီအာနဗုတ္တိတတဝါသာဝရဝနဝပိတာဒီကဝါယေဝမဟန္တာမျက်စိမှာရတ္တကလူကထုပါတဲ့ဒါတတ္တဝအမျိုးအစားတွေလိုက်မေတ္တာပုဂ္ဂိုလ်လေးကိုပြောတာခုနကသဗ္ဗတတ္တတတ္တဝမှန်သမျှအားလုံးကိုခြုံငုံပြီးကမ္ဘာလောကမှာရှိကြတဲ့လူတွေတင်မကဘူးလူကြီးတန်ပေါင်း6000ရှိတယ်6000ကျော်ရှိတယ်အဲ့ဒါတွေကိုလည်းအောင်ပြုတယ်တိရစ္ဆာန်တွေတန်ပေါင်းများစွာရှိတယ်ဒါတွေကိုလည်းအောင်ပြုတယ်လက်ရှိတတ္တဝါမှန်သမျှအကုန်လုံးကုန်းပေါ်မှာရှိတာဖြစ်စေရေထဲမှာရှိတာဖြစ်စေကောင်းငယ်မှာရှိတာဖြစ်စေသက်ရှိတတ္တဝါမှန်သမျှချမ်းသာကြပါစေလို့ပေါ့ခုနကအခုကကြတော့ယေကေစီပါဏဗုတ္တိလောကကြီးမှာရှိတဲ့တတ္တဝါတွေတဲ့ယေကေစီပါဏဗုတ္တိအဲ့ဒီလောကကြီးမှာရှိတဲ့တတ္တဝါတွေကိုနှစ်ပိုင်းခွဲလိုက်တယ်သုံးပိုင်းခွဲလိုက်တယ်အမျိုးအစားလိုက်မေတ္တာပို့ဖို့ပြောတာတတဝါသာဝရာဝနဝတိတတဆိုတာကြောက်တလန့်တတ်တဲ့တတ္တဝါဒါတွေကပုရုษေတို့တိခပုဂ္ဂိုလ်တွေတို့ဒေါသမကင်းသေးတဲ့တတ္တဝါတွေကိုတတလို့ခေါ်တယ်ထိတ်လန့်တတ်တယ်ကြောက်တတ်တယ်သာဝရာကြတော့ထိတ်လန့်ကြောက်ရွံ့မှုမရှိဘူးယဟန္တာပုဂ္ဂိုလ်တွေဘဝမှာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်တွေတတနဲ့သာဝရဒီလိုခွဲတယ်ကြောက်တဲ့တတ္တဝါတွေကပုံများပါတယ်လောကကြီးမှာထိတ်လန့်ကြောက်တတ်တဲ့တတ္တဝါတွေလည်းချမ်းသာကြပါစေထိတ်လန့်ကြောက်မှုကင်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေသာဝရတတ္တဝါတွေလည်းချမ်းသာကြပါစေဟောဒီလိုပြောတာနော်လူပြည်မှာယဟန္တာမရှိပေမဲ့နတ်ပြည်ပြမပြည်မှာယဟန္တာတွေရှိနေတော့မယ်ပြမပြည်မှာယဟန္တာတွေရှိနေတော့မယ်အဲ့တော့အဲ့ဒါတွေအာယုံပြုပြီးတော့မေတ္တာပွားတယ်
ဒီနေရာမှာ interpretation တစ်မျိုးရှိသေးတယ်အဲ့ဒါမှမှန်ကန်တဲ့ interpretation ဒီစကားလုံးကိုဘုရားဘာသာကသုံးတာမဟုတ်ဘူးဘုရားနဲ့ခေတ်ပြန်တခြားဘာသာစကားတွေမှာလည်းသုံးတယ်သူတို့ကြတော့တတဆိုတာတက်ရှိတတ္တဝါတွေကိုပြောတယ်သာဝရကြတော့တက်မဲ့တွေကိုပြောတယ်ဘုန်းကြီးတို့ဒီဟိုမှာသွားပြီးတော့မာစတာရန်သွားလို့တော့အဲ့ဒီလိုဆရာကြီးတယောက်ကမေတ္တာသုံးနဲ့ပတ်သက်ပြီးတော့လက်ချပေးတဲ့အချိန်မှာသူကတတဆိုတာတက်ရှိတတ္တဝါတွေကိုမေတ္တာပို့ရသာဝရကြတော့တောတွေတောင်တွေတစ်ပင်တွေကိုမေတ္တာပို့ရမှာလို့တက်မဲ့တတ္တဝါဘယ်လိုလုပ်သွားမေတ္တာပို့တစ်ပင်ကိုဘယ်လိုလုပ်မေတ္တာပို့နော်အဲ့ဒီအဓိပ္ပာယ်ကမှားရဲတဲ့အဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ကတခြားဘာသာဝါဒမှာဥပမာဂျိုင်းနစ်စင်လို့ခေါ်တယ်ဒီကနေ့ထိအောင်အိန္ဒိယမှာရှိတယ်ဂျိန်းဝါဒဆိုအဲ့ဒီဂျိန်းဝါဒတွေကတစ်ပင်တွေရောမြေရောတောတောင်တွေကအကုန်လုံးသက်ရှိတယ်လို့သူကယူဆတယ်မိမှာလည်းအသက်ရှိတယ်ရေမှာလည်းအသက်ရှိတယ်နော်မိကိုမိဖို့လိုက်လို့မိကထင်းနေပါလေလျှောက်လောင်လို့ရှိရင်အဲ့ဒါသက်ရှိတတ်တော်ဟာမိကနေပြီးတော့ဖြည့်ဆည်းတယ်မိကိုညှိလို့ရှိရင်မိကိုတတ်ရရောင်းလို့ပန္နတိပဒကံပြည့်ရှိတယ်ဟောရေကိုမတောက်အောင်တောက်လို့ရှိရင်အဲ့ဒါပြည့်ရှိတယ်သူကရေစိမ်းကိုသုံးလို့ရှိရင်ပြည့်ရှိတယ်လို့ယူဆတယ်ယူမုံလေးတွေတောင်မှဇီဝရှိတယ်အသက်ရှိတယ်လို့ယူဆတယ်အဲ့ဒီဘာသာစကားတွေကအဲ့ဒီဘာသာအရာ interpretation လုပ်တာအဲ့ဒါဘုရားဘာသာနဲ့မစင်လျော်တဲ့ interpretation ခေါ်တယ်ဘုရားဘာသာနဲ့စင်လျော်တဲ့ interpretation ကတတကထိန်းလန့်ကြောင်းလုပ်တတ်တဲ့ကိလေသာအတော်မကင်းသေးတဲ့ပုဂ္ဂိုလ်ကြီးသာဝရဆိုတာကိလေသာအတော်ကင်းပြီးတော့တည်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြီးဒီလိုဆိုလို့လေပေါ့interpretation ကမတူဘူးလို့ဒီလိုမှတ်နောက်တစ်ခုကတဏဝါသာဝရဝနဝဧကဒီကဝါယေဝမဟန္တာမျက်စိမာရတဲ့တတ္တဝါတွေကို၃မျိုးခွဲလိုက်တယ်ဒီကဆိုတာရှည်လျားတဲ့တတ္တဝါနော်မျက်စိမာအလတ်တန်းစားတတ္တဝါအနုကသိငယ်တဲ့တူတဲ့ရတ္တတူတဲ့တတ္တဝါအလျားနဲ့ပတ်သက်ပြီးတော့ရှည်တဲ့အကောင်ပဲဖြစ်စေတူတဲ့အကောင်ပဲဖြစ်စေမရှိမတူအကောင်ပဲဖြစ်စေပေါ့တတ္တဝါတွေရှည်လျားတယ်ဆိုတော့မွေတို့ဘာလို့ကျတော့အရာရှည်နေပေါ့နော်အဲ့ဒါလို့တတ္တဝါတွေကို၃မျိုးခွဲလိုက်တာလူရဲလည်းရရှိတဲ့လူတွေပါမှာပေါ့ဒီလိုနော်ရရှိတဲ့လူရောရပုတဲ့လူရောအလယ်လက်သမားရောမွေကြတော့အလျားရှိတာပေါ့ဒီလိုရှည်လျားတဲ့တတ္တဝါပဲဖြစ်စေပုတဲ့တတ္တဝါပဲဖြစ်စေအလယ်လက်ဖြစ်တဲ့တတ္တဝါပဲဖြစ်စေဆို၃မျိုးခွဲပြီးတော့ချမ်းသာကြပါစေမေတ္တာပို့တာအာယုံပြုပြီးတော့မေတ္တာသတ္တကအနုကထုလာဟောတတ္တဝါတွေကတချို့တတ္တဝါလေးတွေကဘဝစိတ်တို့ကမြင်းနီတို့ဆိုတာသေးသေးလေးတွေပုံပုံလေးတွေ insect လေးတွေအဲ့ဒီအကောင်လေးတွေကိုလည်းအသေးဖွဲလေးတွေကိုလည်းဆင်းလို့အကောင်ကြီးတွေကြတော့အကြီးကြီးတွေအဲ့လိုခန္ဓာကိုယ်ကြီးတဲ့အကောင်လည်းချမ်းသာကြပါစေခန္ဓာကိုယ်သေးတဲ့အကောင်လည်းချမ်းသာကြပါစေမသေးမကြီးအလတ်တန်းစားပုဂ္ဂိုလ်တွေလည်းချမ်းသာကြပါစေဆိုတတ္တဝါတွေကို၃မျိုးခွဲပြီးမေတ္တာပို့ပြောတာနော်ဒီကဝါယေဝမဟန္တာမျက်စိမှာရတ္တကအနုကထုလာနောက်တစ်ခုကျတော့ဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေမြင်ရတဲ့တ attva ကိုမျက်စိနဲ့မြင်ရတဲ့တ attva တွေရှိတယ်လို့မမြင်ရတဲ့တ attva တွေအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မာပြေမှာတိပိဋကဆရာတော်ကြီးကဒီမေတ္တာဘုံနဲ့ပတ်သက်ပြီးရေးထားတာလေးရှိပါတယ်လူတွေလည်းရကောင်းရပါလိမ့်မြင်အပ်မမြင်အပ်နေရများစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေကိုမြင်ရတဲ့တ attva ပဲဖြစ်စေမမြင်ရတဲ့တ attva ပဲဖြစ်စေမြည်သည့်တ attva ပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရကြပါစေလို့မေတ္တာပွားပါဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေဟောဒီမှာလည်းပဲအဝေးနေတဲ့တ attva ဖြစ်စေကိုယ်အနိနာမှာရှိတဲ့တ attva ဖြစ်စေနော်အဝေးနေအနီးနေအဲ့ဒီနှစ်ထွေများစွာတ attva ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့မေတ္တာပို့ဖို့ပြောတာကိုယ်နဲ့နီးမှမဟုတ်ဘူးတဲ့ဘုဒ္ဓဝတ္တမဝေတိဝသဗ္ဗတတ္တဘုံဝတ္တုဒုက္ခိတ္တဘုဒ္ဓဆိုတဲ့တ attva နဲ့တမ္ပဝေတိဆိုတဲ့တ attva နှစ်မျိုးခွဲထားဘုဒ္ဓဆိုတာ grow up ခန္ဓာကိုယ်ပြင်း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 
အရွယ်အစားပြည့်ပြည့်ဝဝဖြစ်ထားပြီးသား growth အလို့ခေါ်ဆိုတော့ဘုဒ္ဓဆိုတာလူသားနဲ့ပြောမယ်ဆိုလို့ရှိရင်မိခင်ဝါကနေမွေးလာတဲ့ပုဂ္ဂိုလ် growth up အဲ့ဒါမဟုတ်ဘဲနဲ့ fetus အဆင့်ဆိုလို့ရှိရင်တော့ growth up မဖြစ်သေးဘူးပေါ့နော်နောက်တစ်ခါစတင်နေလို့ရှိသေးတယ်အင်္ဂါချိန်လည်းမစုံသေးဘူးဆိုတဲ့ချိန်မှာတမ္ပဝေတိပေါ့ပြည့်ပြည့်စုံစုံဖြစ်လာပြီဆိုလို့ရှိရင်ဘုဒ္ဓဒါကအဓိပ္ပာယ်တစ်ခုနောက်အဓိပ္ပာယ်တစ်ခုကတမ္ပဝေတိဆိုတာကဘဝတစ်ခုမှာသူကတရေတည်ဖို့အခြေအနေဖြစ်နေတဲ့ပုဂ္ဂိုလ်ဘုဒ္ဓဆိုတာတရေတည်ပြီးတော့ဖြစ်လာတဲ့ပုဂ္ဂိုလ်ဥပမာပဲကြက်ဥတွေပါလေဆိုလို့ရှိရင်ကြက်အကောင်မပေါက်သေးဘူးဥထဲမှာရှိနေတယ်ဆိုရင်တော့ဒါတမ္ပဝေတိပဲအဖြစ်ပေါ့ကြက်ကောင်လေးဖြစ်လာပြီဆိုရင်ဘုဒ္ဓပေါ့နော်အဲ့ဒါလို့တတ္တဝါအလုံးကိုခြုံပြီးငုံပြီးအောင်ဘုဒ္ဓနဲ့တမ္ပဝေတိတို့ဒီလိုနှမျိုးခွဲပြီးတော့ဟောထားတယ်နောက်တနည်းအားဖြင့်ဘုဒ္ဓဆိုတာသင်္တေရှားရှားဖြစ်ပြီးသားတမ္ပဝေတိဆိုတာဖြစ်ဖို့ရအတွက်ရှားကြမ်းနေတဲ့ပုဂ္ဂိုလ်တန်လျာထဲမှာနောက်ဖြစ်ကြအောင်မှာဘုဒ္ဓဆိုတာဖြစ်ပြီးသားဆိုတော့ယန္တာပုဂ္ဂိုလ်တွေကိုလည်းဘုဒ္ဓလို့ပြောလို့ရတယ်တမ္ပဝေတိဆိုတာပုရုဇဉ်တ attva တွေကနောက်ဖြစ်အောင်မှာမို့ဘဝဟာဆုံးမတတ်သေးဘူးလို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့လည်းပဲယူပြီးတော့တ attva တွေချမ်းသာကြပါစေဟောဒါတွေကအကုန်လုံးဒီတိုင်းပဲပို့ရမှာလားလို့ဆိုတော့မဟုတ်ဘူးအကုန်လုံးလုပ်ဖို့မလိုဘူးကိုကြိုက်တဲ့စကားလုံးလေးတစ်ခုပဲသုံးပြီးတော့ဝါရမှာပဲဒီစာထဲမှာပါတာကဤအမျိုးမျိုးရသော်ဗျာဟောပြောတာပါဟောပေးတာပါမေတ္တာဘာဝနာပွားတာတ attva တွေအာယုံပြုပြီးတော့ပွားဖို့ပဲဘယ်တ attva ပဲဖြစ်ဖြစ်ပွားလို့ရတယ်လို့ပြောနောက်ချမ်းသာကြပါစေဆိုတဲ့စကားလုံးအပြင်ပွားလို့ရတာလေနာပရောပရံနိကုတ်ဝေထာလောကလူတွေကတယောက်နဲ့တယောက်လိမ့်ညာနေကြတာတွေကရှိတယ်လေလိမ့်ညာတယ်လှည့်စားတယ်လောကလူတွေမှာလေနေ့စဉ်နဲ့ညာဟာဘယ်သူမှပြင်ညာသွားပြန်ဘယ်သူကလိမ့်သွားတယ်ဆိုတာလေဒါတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုဖြစ်လို့ရှိရင်ကြံတဲ့လူကစိတ်ဆင်းရဲမကြံရဘူးလားစိတ်ဆင်းရဲကြံရတဲ့အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့အခါမှာလည်းနာပရောပရဏိကုတ်ဝေတာတယောက်ကနေတယောက်ကိုမလိမ်ကြပါစေနဲ့မတိစားကြပါစေနဲ့ချင်းချင်းဆက်ဆံတဲ့အခါမှာယူသားကြပါစေဆိုရယ်အားလေးလည်းမေတ္တာထည့်ဖို့လွတ်တယ်နော်မေတ္တာပို့ပုံတစ်မျိုးပြောတယ်နာပရောပရဏိကုတ်ဝေတာနာတိမညေထကတ္တစီနာကန်စီဘုသူကိုဘာအတွက်နဲ့မှအထင်မြင်မသေးပါစေနဲ့လူတွေကလည်းတယောက်တယောက်အထင်မြင်သေးတတ်တယ်ပညာဉာဏ်နှိမ့်ကြလို့ဖြစ်စေသို့မဟုတ်စီးပွားရေးနှိမ့်ကြလို့ဖြစ်စေအလုပ်ကိုင်နှိမ့်ကြလို့ဖြစ်စေနှိမ့်ကြမှုကိုအကြောင်းပြုပြီးတော့တယောက်တယောက်အထင်သေးမှုတွေဖြစ်တယ်။ဘာကိစ္စနဲ့မှဘယ်သူကိုမှအထင်သေးမှုမဖြစ်ကြပါစေနဲ့။အထင်သေးမြင်သေးခြင်းဒီ look down လုပ်ရင်ခံရတဲ့လူကမေတ္တာပြတ်တယ်။နော်ဘယ်လိုမှမေတ္တာမထားနိုင်ဘူး။ look down လုပ်တဲ့လူကလည်းမေတ္တာမရှိလို့ look down လုပ်တာပဲ။အဲ့ဒါကြောင့်လို့နှုတ်နှုတ်ကမေတ္တာပြည့်စရာအကြောင်းဖြစ်ပြီးအတွက်ကြောင့်အဲ့ဒါမျိုးတွေမဖြစ်ပါစေနဲ့လူတွေရဲ့စိတ်ထဲမှာဟောတို့လူအထင်မြင်သေးတာမျိုးမဖြစ်ပါစေနဲ့ဘယ်အကြောင်းကြောင့်မှမဖြစ်ပါစေနဲ့ပညာရေးကြောင့်ဖြစ်စေစီးပွားရေးကြောင့်ဖြစ်စေညီသည့်အကြောင်းကိစ္စကြောင့်မှလူတွေကတို့လူအထင်မြင်သေးတာမျိုးမဖြစ်ပါစေနဲ့ဗျာရောတနာပဋိကသိညာနိညာပညာတဒုက္ခမိစေယဗျာရောတနာဆိုတာစော်ကားတာနော်ဗျာရောတနာပဋိကသိညာဆိုတာမုန်းတီးတာစော်ကားတာနဲ့မုန်းတီးတာတွေအဲ့ဓာတွေနဲ့တူတူဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့နေညပညာတဒုက္ခမေ့စေရဘုသူရဲ့ဒုက္ခဖြစ်မှုကိုမှလောကလူတွေကလူတယောက်ဒုက္ခဖြစ်သွားတာကိုကြိုက်တဲ့လူကရှိသေးတာနော်ဒီလူဒုက္ခရောက်အောင်လုပ်လိုက်မယ်ဆိုတဲ့လူတွေကတချို့ကကိုယ်တမင်းကိုစားပြီးအဲ့လိုလုပ်တဲ့လူကရှိသေးတယ်နော်လူတယောက်ဒုက္ခရောက်အောင်ချလိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတယ်ဘယ်မှာမှရုပ်ညံ့တဲ့စိတ်ဓာတ်မျိုးတွေရှိအဲ့ဒီစိတ်ဓာတ်မျိုးတွေကိုဖယ်ရှားနိုင်အောင်မြတ်စွာဘုရားကမုန်းတိလို့ပဲဖြစ်စေဘာကြောင့်ပဲဖြစ်စေတယောက်တယောက်ဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့လူတယောက်ရဲ့ဆင်းရဲမှုကိုမလိုလားမိပါစေနဲ့တတ္တဝါတွေပေါ်မှာဒီလိုမေတ္တာထားတာနော်ခုခေတ်မှာဒီကနေ့မှာ terrorism ဆိုတာပေါ်လာတော့ terrorist ဆိုတာတရားလူတွေဒုက္ခရောက်အောင်လုပ်တာပဲလေကိုယ်နဲ့လည်းမဆိုင်ဘူးသက်သက်ဘယ်သူသေးသေးဆိုပြီးတော့လုပ်ကြတာလေအမတန်မှကြောက်စရာကောင်းတယ်ဒါမေတ္တာခန်းချောက်လာတဲ့အတိတ်ကိုပြောနေတာနော်
လောကကြီးလူတွေပူနွေးလာတာလူတွေကသိကြတာမေတ္တာခံလာတာသိသိကြနော်သတိမထားကြဘူးလူတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာတွေကခန်းချောက်လာလို့ရှင်တဲ့နှလုံးထဲမှာပူနွေးလာတာကိုသတိထားဖို့လိုရတယ်ပေါ့အပြင်ဗဟိတကဘာကြီးပူနွေးနေတာတော့ဆွေးနွေးပြီးတော့ဟုတ်လားအေးအောင်လုပ်နေကြရှင်ထဲကပူနေတာတော့ဘယ်သူမှဆွေးနွေးပြီးတော့အေးအောင်လုပ်ကြအောင်နော်အရေးကြီးဆုံးကရှင်ထဲကပူနွေးတာကိုဆိုတယ်နော်အေးကြအောင်လုပ်ရမယ်ဒါကြောင့်ဒီလိုမေတ္တာစိတ်ဓာတ်ကလေးတွေကိုကိုယ်တဏ္ဍာမှာဖြစ်ပေါ်စေရမယ်လို့မြတ်စွာဘုရားဟောအဲ့ဒါမှကောင်းတဲ့မေတ္တာတို့ရဲ့အတိတ်ပဲရွတ်တဲ့အခါမှာဒီအတိတ်ပဲလေးတွေကိုဆင်ခြင်ဆွဲစားပြီးတော့ရွတ်ပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုဥစားပေးရပထမသိအောင်လုပ်တယ်နောက်ထပ်ကိုယ်တိုင်ကျင့်သုံးအောင်အဲ့ဒီမှာဒီလိုဟောပြီးတော့မြတ်စွာဘုရားမေတ္တာဆိုတာဘယ်လောက်ထိအောင်လဲဆိုတာလူနားလည်အောင်ဘယ်လိုမေတ္တာမျိုးလဲဆိုတာမာတာယထာနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိတ္တဗဗုဒေတုမာဝတတံဘာဝေအပရိမဏံသာမေတ္တာစိတ်ရဲ့သဘောကိုနားမလည်မှဆုံးလို့ဘုရားပြောတာသာသမီတယောက်တည်းထွန်းကားတဲ့မိခင်ဟာထိုသာသမီကိုအသက်ပေးပြီးတော့တောင်းပါပဲစောင့်ရှောက်တယ်လို့ပဲသာသမီများရင်တော့ချစ်စရာတွေများနေတာကလေးတယောက်တည်းမိခင်ဟာအဲ့ဒီကလေးတယောက်တည်းပုံမှာပို့ပြီးတော့ချစ်ခင်တယ်ဘလောက်ပြောက်ချစ်ခင်လို့ဆိုရင်သူသေးခြင်းသေးပါစေငါသားသမီးမသေးပါစေနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးရှိအောင်မွေးတယ်ပေါ့အဲ့ဒါကိုမာတာယထာနိယံဗုဒ္ဓမာယုတအာယုတအသက်နဲ့ကိုအသက်ပေးပြီးတော့ဆောင်းရှောက်တယ်လို့ပြောတာနော်အဲ့ဒီလိုရဲ့မိခင်ရဲ့မေတ္တာဟာဒီကလေးပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာဟာဘလောက်ကြီးမားလဲအဲ့ဒီမေတ္တာရဲ့မိခင်ရဲ့မေတ္တာလိုပဲတဲ့တတ္တဝါတွေပေါ်မှာထားနိုင်အောင်ကြိုးစားပါမာနတံဘာဝေအပရိမဏအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာမျိုးတတ္တဝါတွေအားလုံးပေါ်မှာဖြစ်အောင်လုပ်ပါတဲ့ဘာဝေဆိုဖြစ်အောင်လုပ်ပါတိုးပွားအောင်လုပ်ပါလို့ပြောဒါရွတ်ခိုင်းတာမဟုတ်ဘူးတော့ဒီမေတ္တာမျိုးမေတ္တာတို့ကအကျဉ်းကောင်းမြောင်များစွာရွတ်နေကြပြီမဲ့လို့မေတ္တာဒီကိုယ်စိတ်ထဲမှာမေတ္တာနှလုံးသားတဲ့မေတ္တာအခြေစိုက်ဖို့ရတတိမရကြဘူးညာတော့အပြည့်ရွတ်ယုံနေတယ်ပဲအန္တရာယ်ကြီးကင်းနေပြီလို့ထင်နေကြတယ်နော်ဟောမြတ်စွာဘုရားကကြည်တုတ်တံမှာမာနတံဘာဝေအပရိမဏအတိုင်းတာကန့်တတ်မရှိတဲ့မေတ္တာစိတ်ကိုထားပါဖြစ်အောင်လုပ်ကြပါလို့ပြောတာနော်ကဲဒါဖြင့်နောက်ဆက်ပြီးတော့ဟောသေးတယ်နော်ဘာဝေအပရိမဏမေတ္တင်သသဝလောကတမိမာနတံဘာဝေအပရိမဏတလောကလုံးပေါ်မှာအဲ့ဒီမိခင်စိတ်ဓာတ်မေတ္တာမျိုးထားနေအောင်သဗ္ဗလောကတမိမာနတံဘာဝေအပရိမဏဥဒ္ဒံအဒောသတိရိယေသအတ္တံပါရံအဝေရမတ္တပတ္တအယမျက်နှာနဲ့ပြောလိုက်မယ်ဆိုရင်အထက်အရာမှာပဲရှိအောက်အရာမှာပဲရှိအထက်အောက်ကြားမှာပဲရှိဥဒ္ဒဆိုတာအထက်ဒေါဆိုတာအောက်တိရိယဆိုတာအလဲဘယ်နေရာမှာပဲရှိလောကမှာရှိတဲ့တတ္တဝါတွေအားလုံးကိုချမ်းသာကြပါစေသဗ္ဗလောကတမိမာနတံဘာဝေအပရိမဏဥဒ္ဒံအဒောသတိရိယေသအတ္တံပါဒံအဝေရမတ္တပတ္တအတ္တံပါဒံကျဉ်းမြောင်းတဲ့စိတ်မထားရဘူးမေတ္တာစိတ်ကအလွန်ကျယ်ပြန့်တဲ့စိတ်သူ့ပေါ်တော့မေတ္တာထားတယ်သူ့ပေါ်မထားဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့စိတ်မရှိဘူးအလုံးပေါ်မှာတဏှီနဲ့မေတ္တာထားတယ်အဝေရရံမရှိဘူးတဲ့မေတ္တာမှာရံမရှိဘူးဒီနေရာဒီအချက်ကလေးကအမတန်မှအရေးကြီးတယ်လောကမှာလူတိုင်းကဘေးကင်းနေကြတယ်အန္တရာယ်ကင်းနေကြတယ်ရန်ကင်းနေကြတယ်ဒါဖြင့်ရန်ဆိုတာဘယ်ဟာခေါ်တာတော့လို့ဆိုလူတွေအားလုံးသိတာရန်ဆိုတာပုဂ္ဂိုလ်ပဲထင်နေကြတာပေါ့ကိုယ်မှရန်လူဆိုတာကိုပဲအပြင်ကလာတဲ့ရန်လူကိုပဲရန်လူလို့ထင်တာသို့တော့အဲ့ဒီအပြင်ကလာတဲ့လူကကိုယ်စီရောက်ချင်မှရောက်တယ်နော်တခါတလေပါပြင်ရန်လူကကိုယ့်ကိုတကယ်လို့ရောက်အောင်အန္တရာယ်ပေးအောင်ဒီတဘွားပဲအာယုံပေးလို့ရတယ်သို့တော့ကြောက်စရာကောင်းတာကမိမိရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ဒေါသရံကပိုကြောက်စရာကောင်းတယ်အပြင်ကရံကကိုယ်စနီးမောင်နှံတယောက်ပွဲအောင်မလုပ်နိုင်ဘူးအတွင်းထဲကအမုန်းရံကလုပ်လို့ရတယ်ပေါ့မုန်းပြီးပြီဆိုတဲ့ဒေါသကြတော့လူတွေကရန်သူလို့မသိကြဘူးမိတ်ဆွေချင်းပြီးတော့ရင်ထဲမှာသိမ့်ပိုက်ထားကြတယ်ပေါ့တချို့ကဒေါသကိုချီးတောင်ချီးမွမ်းလိုက်သေးတယ်နော်ငါစိတ်တူတယ်နော်ငါစိတ်ကမရဘူးနဲ့ချီးမွမ်းစကားတော့ပြောလိုက်ချင်တယ်အဲ့ဒါမှတကယ်ရန်သူအစိတ်အဝေဒ
ရန်သူမရှိဘူးဆိုတာအဲ့ဒီကိုယ်ရင်ထဲမှာအမုန်းဆိုတဲ့ဒေါသဆိုတဲ့အမုန်းတရားရန်သူမရှိအောင်လုပ်ရမယ်ဒါပြောတယ်အဲ့ဒီရန်သူခင်းအောင်လုပ်ရမယ်အဝေရမတ္တပတ္တကဲဒါဖြင့်ဒီလိုရန်ကင်းသွားအောင်မေတ္တာတက်ပွားရမှာဘယ်အချိန်ပွားရမှာတော့ဘယ်အခါမှာလုပ်ရမှာတော့ဆိုတော့ကြည့်တိဋ္ဌံစရံနိတိနောဝတရားလောယာဝတ္တတာဝိတမိတောတိဋ္ဌမတ္တရနေတုံးနဲ့ပွားလို့ရတယ်စရံလမ်းလျှောက်နေတုံးနဲ့ပွားပါနိတိဏထိုင်းနေတဲ့အချိန်မှာလည်းမေတ္တာစိတ်နဲ့ထိုင်းနေပါတရားလောညောင်းလို့လက်အိတ်နေပြီအိတ်ချင်စိတ်မရှိသေးဘူးဝိကတသီလမိတ်တော်အဲ့ဒီအချိန်မှာလည်းမေတ္တာပွားပါဆိုဣရိယာပုတ်၄ပါးဆိုလုံး body posture ၄မျိုးစလုံးပေါ့နော်တရားထိုင်ရသွား၄ပါးဣရိယာဘယ်အခါမှာပဲဖြစ်ဖြစ်မေတ္တာစိတ်ကိုကိုယ်တိုင်မှာဖြစ်နေအောင်လုပ်ပါလို့ဒါပြောတာနော်တိဋ္ဌံစရဏိတိနောဝတရားနောယာဝတ္တဝိတမိတောဧတံတတေအဋိဋ္ဌေယအဲ့ဒီမေတ္တာတတိလေးကိုထားပါတတ္တဝါတွေချမ်းသာကြပါစေဆိုရယ်ဒီတတိလေးဟာသမင်းချက်ရင်လည်းလုပ်လို့ရတာပဲလုပ်ငန်းလုပ်ရင်လည်းလုပ်လို့ရတာပဲနော်အားလုံးဟာချမ်းသာပါစေဆိုတဲ့တတိလေးနဲ့အမြဲတမ်းနေပါအဲ့ဒါလိုနေတာကိုပဲဗြဟ္မဝိဟာရမြတ်သောနေထိုင်ခြင်းလို့ဒီလိုပြောတာဒီမေတ္တာနဲ့နေတာဟာအလွန်ကောင်းတဲ့မြင့်မြတ်သောနေထိုင်ခြင်းတစ်ခုဖြစ်ပါတယ်ဗြဟ္မမေတ္တံဝိဟာရမိဓမ္မာဒီသာသနာတော်မှာဒါအများဆုံးနေခြင်းတစ်ခုပဲဒါကမေတ္တာဘာဝနာပွားလို့ပြီးသွားပြီမြတ်စွာဘုရားဘယ်ချိန်ပွားရမယ်ဆိုတာပွားပုံပွားနည်းတွေရောအကုန်လုံးဟောတာဒီထဲမှာပြည့်ပြည့်စုံစုံเนาะမဟိရှင်ဒီသမျှမေတ္တာပွားနေပါတချို့ကအခုဗမာပြည်မှာမေတ္တာကိုလေးရွတ်ပြီးအိတ်လိုက်ကြတော့တာပြီးရောတွေးတဲ့အခါလျှောက်တွေးရင်တွေးမယ်အမုန်းတရားတွေလည်းဝင်လာမယ်เนาะအဝိတ္တအဝိရာဟောတုဆိုကိစ္စပြီးပြီဆိုပြီးတော့မေတ္တာလေးပို့ပြီးတော့အိတ်တယ်လို့ထင်ကြတယ်เนาะတကယ်အဲ့လိုမဟုတ်ဘူးမေတ္တာစိတ်ဆိုထပ်တလဲအဖြစ်အောင်လုပ်နေတာကမ္မထာထုတ်တာပဲဒါလည်းနော်ဖက်လေဝင်လေလေးမှတ်နေတယ်လို့ပဲမေတ္တာစိတ်ကလေးကိုယ်တန်တယ်ဟောမပြတ်ဖြစ်အောင်လုပ်နေပါဒါပြောအဲ့ဒါမှကမ္မထာဖြစ်မှာကဲဒါဖြင့်မေတ္တာဘာဝနာပွားပြီးမေတ္တာအခြေခံရပါပြီဆိုတဲ့အခါမှာဒီမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုသွားကြမယ်မြတ်စွာဘုရားကတရားဟောလို့ရှိရင်ယဟန္တာအဆင့်ကြီးအောင်ဟောလို့ရှိတယ်ဘယ်တော့ဖြစ်ဖြစ်နော်ဒါလမ်းမဆုံးသေးဘူးမေတ္တာဘာဝနာပွားလို့ရှိရင်မေတ္တာဇံကြည့်အောင်ရနိုင်တယ်မေတ္တာဇံရအောင်ပွားတာတော့တဝုတယောက်တည်းပေါ်မှာအာရုံစိုက်ပြီးတော့ပွားရတယ်ပြီးတော့မှတိုးချဲ့ရတယ်သမာဓိရအောင်ပွားနည်းကတစ်ခုကုသိုလ်ရအောင်ပွားနည်းကတစ်ခုသမာဓိရအောင်ပွားနည်းကဘာလို့ဆိုရင်ယောက်ျားဆိုရင်ယောက်ျားချင်းမိန်းမဆိုရင်မိန်းမချင်းနော်အဲ့ဒါဘာဖြစ်လို့ကြားချင်းမမချင်းလို့ရလဲလို့ဆိုတော့မေတ္တာနဲ့အနည်းဆုံးရန်သူကတဏှာရာဂစိတ်ဓာတ်ပြောင်းသွားတတ်တယ်ယောက်ျားကအမျိုးသမီးကိုသွားပြီးတော့မေတ္တာပို့ရင်စိတ်ဓာတ်ပြောင်းသွားတယ်အမျိုးသမီးကအမျိုးသားကိုသွားမေတ္တာပို့ရင်စိတ်ဓာတ်ပြောင်းသွားတယ်တူတဲ့ဩဒိဋ္ဌအနေနဲ့မပို့ရဘူးဇာတရားရအောင်တမာရီရအောင်မလုပ်ရဘူးချုံးကုန်တော့ပို့လို့ရတယ်ပေါ့နော်တူတဲ့အာယုစိုက်ပြီးတော့ပို့မယ်ဆိုလို့ရှိရင်အမျိုးသမီးကလည်းအမျိုးသမီးမိတ်ဆွေအမျိုးသားကလည်းအမျိုးသားမိတ်ဆွေတယောက်ဓာတ်ပုံလေးကိုကြည့်ရဖြစ်စေသူ့မျက်နှာကိုမျက်စိထဲမှာပုံဖော်ရဖြစ်စေချမ်းသာပါစေဆိုတဲ့စိတ်ဟာတဏှာကြီးဖြစ်အောင်လုပ်မယ်နှစ်နာရီဖြစ်အောင်လုပ်မယ်သုံးနာရီဖြစ်အောင်လုပ်အဲ့ဒီကနေတမာတိတွေရပါရရင်ဇန်ဖြစ်အောင်ရသွားမယ်နောက်ဆိုရင်ကိုမေတ္တာဟာဘလောက်ထိအောင်အပိုင်းအခြားကန့်တတ်တွေပြတ်သွားလဲလို့ဆိုရင်ရွေးချယ်ပြီးတော့ကြည့်ရမိမိကိုယ်တိုင်ရဲ့မိမိချစ်ခင်တဲ့မိတ်ဆွေရဲ့ကိုနဲ့မတည့်တဲ့ရန်သူရဲ့မုန်းသူလည်းမဟုတ်ချစ်သူလည်းမဟုတ်တဲ့တာမန်ပုဂ္ဂိုလ်ရဲ့၄စုခွဲလိုက်အဲ့လို၄စုခွဲလိုက်တဲ့အခါမှာဒီ၄မျိုးဟာအတိုင်းခြားပြတ်သွားရမယ်ကိုလည်းဦးစားပေးတာမရှိရဘူးကိုမိတ်ဆွေမို့ဦးစားပေးတာလည်းမရှိရဘူးကိုနဲ့မသိတဲ့လူမို့ဦးစားပေးတာလည်းမရှိရဘူးကိုရန်သူမို့ဦးစားပေးတာမရှိရဘူးဒီ၄ခုဟာတူတဲ့လူဖြစ်သွားရင်ဒါမေတ္တာဟာအလွန်ခိုင်မာတဲ့မေတ္တာတစ်ခုဖြစ်သွားပြီလို့ပြောတာနော်ဆိုပါတော့ဥပမာမဲ့၄ယောက်မိမိပါဝင်လူ၄ယောက်ကိုတယောက်ကိုပေးပါ sacrifice လုပ်မယ်ပတ်ပြီးတော့ရစ်ပူဆောင်မယ်ဆိုလို့ရှိရင်မင်းတို့၃ယောက်နေငါလိုက်သွားမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မေတ္တာပြတ်တာတဲ့နော်အဲ့ဒါကိုယ့်ပေါ်မေတ္တာပြတ်တာ
ကျန်တဲ့လူပေါ်မှာမေတ္တာကပိုးနေတယ်ကိုယ့်ပေါ်မှာမေတ္တာပြတ်အဲ့လိုပုံပဲနဲ့ငါနဲ့မတည့်တဲ့ကောင်ထဲလိုက်မယ်ဆိုလို့ရှိရင်ရန်သူပေါ်မှာမေတ္တာပြတ်ပြန်ပြီအေးကျန်တဲ့လူတွေမသွားနဲ့ငါမိတ်ဆွေလိုက်သွားဆိုရင်လည်းမိတ်ဆွေပေါ်မေတ္တာပြတ်တာပဲအေးဘယ်သူကိုနဲ့ယဉ်ကျေးမှုမရှိတဲ့ပုဂ္ဂိုလ်ကိုထဲလိုက်မယ်ဆိုရင်လည်းမေတ္တာပြတ်ထဲเสียလူကိုရှားမတွေ့ဘူးဒီ၄ယောက်ဟာတယောက်တည်းပဲသူ့ပုံမှာခွဲခြားမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါအမြဲတမ်းကြီးမားတဲ့မေတ္တာတူတစ်ခုသူ့ရင်ထဲမှာတိဆောက်ပြီးသားဖြစ်သွားတယ်ဟောကောင်းပြီမေတ္တာဘာဝနာပွားတာသမထကျင့်စဉ်တစ်ခုပဲအဲ့ဒီသမထကျင့်စဉ်တစ်ခုကဝိပဿနာကျင့်စဉ်တစ်ခုကိုတွားရမယ်ဆိုလို့ရှိရင်မေတ္တာဘာဝနာပွားတာကသူကတတ္တဝါပေါ်မှာပွားတာပုဂ္ဂိုလ်ပေါ်မှာပွားတာအဲ့တော့ဝိပဿနာကြတော့ပုဂ္ဂိုလ်တ attva နဲ့အလုံးလုံးလို့မရပြန်မရဘူးပုဂ္ဂိုလ်တ attva အရှိလို့ယူဆလို့ရှိရင်မှားရတဲ့အမြင်တစ်ခုဖြစ်သွားတယ်ပေါ့အတ္တဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့ပုဂ္ဂိုလ်မှာတ attva ရှိတယ်ဆိုတဲ့အတွေ့ဝင်လာတတ်တယ်တဲ့အဲ့ဒါကြောင့်မို့အဲ့ဒီအတွေ့ကိုဝိပဿနာကူးတော့မယ်ဆိုရင်၆ရမယ်၆တယ်ဆိုတာယုံနဲ့နာနှစ်မျိုးသာရှိတယ်ဆိုတဲ့အတိကိုရအောင်လုပ်ခိုင်းတာပဲနော်ငါမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ဟာယုံနဲ့နာနှစ်ခုတည်းပဲရှိတယ်ငါပို့နေတဲ့ပုဂ္ဂိုလ်ကလည်းယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတော့ဒိဋ္ဌိစအနုဘက္ခမှာမှားရတဲ့အယူဆတစ်ခုကိုမရောက်ပါစေနဲ့နော်အတ္တဒိဋ္ဌိကိုပယ်ခွာလိုက်ပါတတ္တဝါဆိုတာမရှိဘူးအဲ့ဒါမပယ်ဘဲနဲ့ဝိပဿနာကျင့်လို့မရဘူးတဲ့ဝိပဿနာရဲ့အာယုန်ကြီးယုံနဲ့နာပဲရှိတယ်တတ္တဝါမဟုတ်ဘူးဒါကြောင့်ဒိဋ္ဌိစအနုဘက္ခမှာနော်ဒီအတ္တဒိဋ္ဌိကိုဖယ်ရှားလိုက်ပါဆိုတာယုံနဲ့နာကိုတွေ့အောင်ကြည့်ပါကိုတရားထုတ်တော့မယ်ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုတ်တရားကိုယ်တဏ္ဍာမှာဖြစ်တဲ့နန္တရားသုတ္တဝါတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားနန္တရားကိုတွေ့အောင်လုပ်အဲ့ဒါလို့လုပ်တော့မယ်ဆိုရင်အရေးကြီးတာပါလဲဆိုရင်သီလဝကိုချင်းသီလရှိဖို့လိုတယ်တဲ့ကိုချင်းသီလရှိရမယ်ကိုချင်းသီလဆိုတာဘာဖြစ်လို့လိုအပ်တာတော့လို့မေးလို့ရှိရင်တမာတိဖြစ်ဖို့အတွက်ကိုချင်းသီလအများကြီးလိုအပ်တယ်ကိုချင်းသီလမပြည့်စုံတဲ့ကိုချင်းသီလပြည့်စုံပြီဆိုလို့ရှိရင်ကိုချင်းသီလကိုအကြောင်းပြုပြီးတော့စိတ်ကကြည်နူးတယ်ကြည်နူးမှုကိုအကြောင်းပြုပြီးတော့ဝမ်းသာတယ်ဝမ်းသာမှုကိုအကြောင်းပြုပြီးတော့ပီတိဖြစ်တယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိကိုငြိမ်းကိုစိတ်ငြိမ်းချမ်းတယ်ကိုစိတ်ငြိမ်းချမ်းရင်ဒုက္ခဆိုတာချမ်းသာမှုဆိုတာဖြစ်လာတယ်ချမ်းသာမှုဖြစ်လာလို့ရှိရင်သမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုဟာလွယ်လွယ်လေးနဲ့ရတာစိတ်တည်ငြိမ်မှုရတဲ့ခါနဲ့ယထာဘူတဉာဏတ္တမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အတိအဝင်လာတယ်။ဒါပေမဲ့သီလမစင်ကြယ်ဘူးဆိုရင်အဲ့ဒါတွေဆုံးရှုံးနိုင်တယ်ပေါ့။ဒါကြောင့်မို့သီလဝါသီလရှိပါစေတဲ့။နောက်တစ်ခုကဒသနေနတံပန္နောဆိုသီလရှိပြီးတော့ကျင့်ကြံကြုတ်ကိုအားထုတ်လိုက်လို့ရှိရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့နိဗ္ဗာန်ကိုမြင်တာကိုဒသနာလို့နော်ဒီနေရာမှာသင်္ခါရတရားတွေရဲ့အပြက်ကိုအဖြစ်ကိုမြင်ပြီးတဲ့နောက်သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်လိုက်ဒသနေနတံပန္နောအဲ့ဒီအမြင်နဲ့ပြည့်စုံတယ်ဆိုတာသောတာပန်ဖြစ်သွားတာကိုမြတ်စွာဘုရားဟောတာနော်ဒိဋ္ဌိစနိဗ္ဗာန်ကမှဝိပဿနာဉာဏ်ဖြစ်ပုံကိုဟောတယ်ဒသနေနတံပန္နောဆိုတာသောတာပန်ဖြစ်ပုံကိုဟောတယ်ကာမိတုဝိနည်းခေတံကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့တဏှာကိုဖယ်ရှားပါဆိုဒါကအနာဂံဖြစ်သွားတာကိုပြောတာအနာဂံဖြစ်ပြီဆိုရင်ကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့တွေ့တာတဲ့တဏှာကျင်းသွားတယ်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိအဲ့ဒါလိုကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့မှုကျင်းသွားတဲ့အခါမှာဝိပဿနာအရှိန်ပြင်းလိုက်လို့ရှိရင်တဲ့ဘဝတစ်ခုမှာနောက်တစ်ခါဘယ်တော့မှမိခင်ဝမ်းကိုရောက်တော့မှာမဟုတ်ဘူးဘယ်တော့မှပြန်ပြီးမွေးဖွားမှာမဟုတ်တော့ဘူးနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝမ်းဘယ်တော့မှပြန်မလာရတော့ဘူးယန္နာဖြစ်တာကိုပြောတာအဲ့တော့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်ယန္နာရှိအောင်ဖြစ်သွားနိုင်တယ်ဒါကိုပြောတာနော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့မေတ္တာစိတ်ဓာတ်လေးကိုပဲနန္တရားအဖြစ်ရှုမယ်ထိုနန္တရားရဲ့တရားနှလုံးသားကိုလည်းယုတ်တရားဖြစ်ပြီးရှုလိုက်မယ်အဲ့လိုရှုလိုက်လို့ရှိရင်ဝိပဿနာဉာဏ်ရင့်ပြီးသောတာပန်ဖြစ်မယ်ထပ်ပြီးတော့ဝိပဿနာဉာဏ်အဆင့်မြတ်လို့ရှိရင်တဂရကအနာဂံဖြစ်မယ်တဂရကအနာဂံဖြစ်လိုက်တဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာဥဒ္ဒနာကျင်းသွားမယ်အဲ့ဒီကနေအဆင့်မြင့်ထပ်ပြီးတော့ကျင့်လိုက်တဲ့အခါကိလေသာအတော်တွေအကုန်လို့နောက်ဘဝပြန်ပြီးမွေးဖွားခြင်းဆိုတာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှအပြီးတတ်တယ်ပေါ့ဩမေတ္တာတုတ်ပါအဲ့ဒီနေရာမှာပဲဏီကုန်းချုပ်ထားတယ်နော်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝံဘယ်တော့မှပြန်မရောက်တော့ဘူးတဲ့
ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿကောင်းလို့ဒီမေတ္တာအခြေခံတဲ့ဝိပဿနာဉာဏ်ထိအောင်စိုက်ကြည့်နိုင်တဲ့ဟောဒီမေတ္တာတုတ်တန်ရဲ့အနှစ်သာရအပိုင်းကိုနာယူပြီးတဲ့အခါမှာဒီမေတ္တာတုတ်ဟာတကယ်ကျင့်တဲ့ကျိုးကိုအထောက်ပြီးတော့တို့တွေပွားများကြရမယ်တရားတစ်ခုဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးမေတ္တာဘာဝနာပွားများခြင်းဖြင့်တို့မေတ္တာကိုအခြေခံလို့ဝိပဿနာကျင့်စဉ်ကိုကျင့်ရင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းသာဓုသာဓုဒီမေတ္တာပို့ရအောင်တတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေတတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောနရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအဇရမရာတိတိဘာဝနိဗ္ဗာနံယတုတာရောဓမ္မောနရံလောဘဒေါသမောဟစိတ်တောင်ကင်းပြောက်ကြည်တရားစင်ကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညေနောကိလေသာစေတဟုသမျှတို့သည်သမုဒ္ဒပိကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကိစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအကုန်သည်ဖော်လူစင်စစ်မသွေဖြစ်ကြပါလေကုန်သတည်းအာဇရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသိခြင်းလည်းရှင်းပြသောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း